အားလုံးပဲမင်္ဂလာပါကျွန်တော်ခုဖတ်ပြပေးမှာကတော့ Jared Diamond ရဲ့ Can Jansen Steel ကိုဆရာကြီးတော်ဟန်ပါမြန်မာပြန်ထားတဲ့တနက်များယောဂပုံများနဲ့တန်မဏိစာအုပ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်အပိုင်းကလောကရသိပ္ပံလူသားသမိုင်းအနာဂတ်ရာလီရဲ့မိကွန်းဟာရေခဲခေတ်ကုံဆုံးပြီးလူသမိုင်းအတွက်တင်မကလက်ရှိလူအဖွဲ့အစည်းတွေကြားဆက်ဆံရေးတွေရဲ့အထူးအချက်ကိုပါဆန်းစစ်မိစေပါတယ်အခုခါမှာကမ္ဘာကုန်းမြေတိုက်ကြီးတွေအကြောင်းလေ့လာခဲ့ပြီးတဲ့နောက်မှာရာလီကိုဘယ်လိုပြန်ဖြေဆိုကြမှာပါလဲမတူညီတဲ့ကုန်းမြေတိုက်ကြီးတွေမှာနေထိုင်ကြတဲ့လူအဖွဲ့အစည်းတွေရဲ့ရှေ့လျားလာတဲ့သမိုင်းကြောင်းအရကွာခြားမှုတွေဟာလူတွေရဲ့မွေးရပါကွာခြားမှုတွေကြောင့်မဟုတ်ပဲသူတို့ရဲ့ဘဝဝင်ချင်းချင်းတွေမတူညီမှုကြောင့်ပါလို့ပဲဖြေဆိုခြင်းပါတယ်တကယ်လို့များရေခဲခေတ်ကုံဆုံးသွားချိန်မှာဩစတြေးလျနဲ့ယူရေးရှားဒေသခံတွေကိုနေရာချင်းလဲလှယ်ပေးထားလိုက်မယ်ဆိုရင်အခုခါမှာအမေရိကဩစတြေးလျနဲ့ယူရေးရှားကိုသိမ်းမဲ့သူတွေဟာဩစတြေးလျဒေသခံတွေပဲဖြစ်ပါလိမ့်မယ်အဲဒါဆိုရင်အခုယူရေးရှားဒေသခံတွေကဩစတြေးလျမှာနေထိုင်ကြတဲ့ဖိနှိပ်ခံလူမျိုးတွေဖြစ်သွားမှာပါပဲအဲ့ဒီလိုပြောဆိုချက်ကိုအတိတ်ပဲမရှိတာလို့ထင်ကောင်းထင်နိုင်ပါတယ်ဘာလို့လဲဆိုတော့အခုယူဆဟာစိတ်ကူးရင်စမ်းသပ်ချက်ဖြစ်တယ်လို့မှန်ကန်ကြောင်းလဲသက်သေထူနိုင်တာမျိုးမဟုတ်ပါဘူးဒါပေမဲ့သမိုင်းပညာရှင်တွေကတော့အလားတူအဆိုပြုချက်တွေကိုနောက်ကျောင်းပြန်ဆန်းစစ်ခြင်းနီးလန်းနဲ့အကျိုးအကြောင်းကိုက်ညီမှုရှိမရှိဝေဖန်နိုင်စွမ်းရှိကြပါတယ်ဥပမာဥရောပလေယာစိုက်ပျိုးရေးသမားတွေကို Greenland တို့ American လွင်ပြင်ကျယ်ဒေသတို့စီရွှေ့ပြောင်းပေးလိုက်မယ်ဆိုရင်ဒါမှမဟုတ်တရုတ်လေယာစိုက်ပျိုးရေးသမားတွေကိုချာတန်ကျွန်းတို့ဘော်နီယိုမိုးတစ်တော်ရဲတို့ဂျာဗာတို့ဟာဝိုင်ယီတို့ကမီးတောင်ကျွန်းမြင့်တွေစီတို့ကိုရွှေ့ပြောင်းပေးလိုက်မယ်ဆိုရင်ဘာတွေများဖြစ်လာမှာပါလဲအဲ့ဒီလိုစစ်ဆေးမိမှန်းကြည့်တဲ့အခါဟိုရင်တော့အဲ့ဒီဒေတာခံတွေစီကိုအခြေစိုက်ပြောင်းရွှေ့ခဲ့ကြတဲ့ကနဦးလူသားတွေနေတူမျိုးတုံးပြောက်ွယ်သွားတာတွေအမဲလိုက်တီးတီးကိုလူနေမှုပုံစံကိုနောက်ကျောင်းပြန်သွားတာတွေစမ်းပြရှုပ်ထွေးတဲ့လူအဖွဲ့အစည်းတွေတိဆောက်နိုင်တာတွေဟာသူတို့ရွေးချယ်ရပဝန်းကျင်ပေါ်မူတည်လို့နေပါတယ်အလားတူပဲတမိုင်းတစ်လျှောက်မှာဩစတြေးလျဒေသခံအမဲလိုက်တီးတီးခုသူတွေဖလင်နာကျွန်းတက်စမေးနီးယားကျွန်းနဲ့အရှေ့တောင်ဩစတြေးလျတွေစီပြောင်းရွှေ့အခြေချတဲ့အခါမျိုးတုံးသွားတာတွေအမဲလိုက်တီးတီးခုဘဝပုံစံနဲ့အယိုးရှင်းဆုံးနည်းပညာမျိုးကိုပဲပိုင်ဆိုင်တော့တာတွေဒူးမြောင်းတွေဆောက်လုပ်ပြီးငါးဖက်နဲ့လုပ်ငန်းကိုအကြီးကျယ်လုပ်ကိုင်ကြတာတွေဟာသူတို့နေထိုင်ရာပတ်ဝန်းကျင်ပေါ်မှာမူတည်နေတာကိုတွေ့ရပါတယ်လူအဖွဲ့အစည်းတွေရဲ့သမိုင်းကြောင်းပေါ်တဘာဝပတ်ဝန်းကျင်ရည်မြစ်နေတာအကြောင်းတရားပေါင်းများစွာကတက်ရောက်မှုရှိတာမှန်ပေမဲ့ယာလီရဲ့မိခွန်းနဲ့ပတ်သက်ပြီးအရေးပါဆုံးအဓိကအကြောင်းတရားကတော့၄မျိုးပဲရှိမယ်ယူဆပါတယ်ပထမအကြောင်းတရားကတော့ကုန်းမြေတိုက်ကြီးတွေမှာစိုက်ပျိုးမွေးမြူရေးဖြစ်တော်မူအတွက်အစပြုနိုင်မဲ့တောရိုင်းပင်မျိုးစေ့တွေနဲ့တောရိုင်းတိရစ္ဆာန်တွေတည်ရှိမှုကွာခြားချက်ပဲဖြစ်ပါတယ်စိုက်ပျိုးမွေးမြူရေးကနေပိုရှန်စားစာထုတ်လုပ်နိုင်မှုဟာအစားအစာရှာဖွေနေဖို့မလိုတဲ့အထူးပြုလုပ်သားတွေပေါ်ထွက်မှုကိုဖြစ်စေပါတယ်ပိုရှန်စားစာနဲ့စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုကြောင့်လူဦးရေတိုးပွားလာရင်ကိုပဲဤပညာနဲ့နိုင်ငံရေးအဆောက်အအုံတွေမပေါ်ပေါက်ခင်မှာလူရည်အားအသာစီးနဲ့စစ်ရေးအရာအနိုင်ရရှိမှာဖြစ်ပါတယ်အဲ့ဒီတော့ဆန်းပြရှုပ်ထွေးတဲ့စီးပွားရေးတွေအလွာမျိုးမျိုးရှိတဲ့လူမှုအဖွဲ့အစည်းတွေဘို့ချုပ်ကိုင်မှုရှိတဲ့နိုင်ငံရေးစနစ်တွေဖြစ်လူအုပ်စုအဖွဲ့ငယ်တွေမျိုးနွယ်စုငယ်တွေထက်ကြော်လွန်တိဆောက်လိုတယ်ဆိုရင်စားနပ်ရိက္ခာထုတ်လုပ်မှုကိုပဲအခြေခံရပါတယ်ဒါပေမဲ့တောရိုင်းတိရစ္ဆာန်များစုနဲ့တောရိုင်းပင်များစုဟာရင်ပေါအောင်မွေးမြူရေးအသွင်ပြောင်းလဲဖို့မတင်တော်တဲ့အတွက်စားနပ်ရိက္ခာထုတ်လုပ်နိုင်အောင်အပင်နဲ့တိရစ္ဆာန်မျိုးစိတ်အနေငယ်ပေါ်မှာပဲမိခိုခဲ့ကြပါတယ်အဲ့တော့ကမ္ဘာကုန်းမြေတိုက်ကြီးတွေရဲ့ကွဲပြားခြားနားမှုတွေရေခဲခေတ်ကုံဆုံးချိန်မှာနှုတ်တိုက်တရဝါကြီးတွေမျိုးတုံးသွားခဲ့မှုတွေစတဲ့ကွာခြားချက်တွေအရတောရိုင်းမျိုးစိတ်တွေရှားရှိနိုင်မှုလည်းမတူညီခဲ့ကြပါဘူးတရဝါကြီးတွေမျိုးတုံးသွားမှုဟာဆိုရင်ဩစတြေးလျနဲ့အမေရိကတို့ဟာယူရေးရှားနဲ့အာဖရိကတို့တက်အများကြီးပုံမှုဆိုရခဲ့ပါတယ်အဲဒါကြောင့်အာဖရိကဟာယူရေးရှားလောက်မွေးမြူရေးတိရစ္ဆာန်ဖြစ်ပြောင်းလဲနိုင်မဲ့တတဝါနေပါခဲ့တယ်လို့အမေရိကနဲ့ဩစတြေးလျတို့မှာအာဖရိကထက်တောင်နေပါခဲ့ပါသေးတယ်ယာလီတို့နေထိုင်တဲ့နယူးဂီနီမှာဆိုရင်ယူရေးရှားရဲ့အပုံ80ပုံတပုံအချိုးစားရှိပြီးရေခဲခေတ်ကုံဆုံးချိန်မှာနှုတ်တိုက်တရဝါကြီးမျိုးစိတ်အကုန်လုံးမျိုးတုံးပြောက်ွယ်သွားခဲ့တယ်ပိုးတောင်ဆိုပါသေးတယ်ရင်မောင်းအသွင်ပြောင်းမွေးမြူခဲ့ကြတဲ့အပင်နဲ့တိရစ္ဆာန်မျိုးစိတ်တွေဒီရှိရာကုန်းမြေတိုက်ကြီးတွေမှာလည်းစိုက်ပျိုးမွေးမြူရေးအတွက်တင့်တော်တဲ့နေမြေအနေချင်းပေါ်မှာပဲမိခိုခဲ့ကြရပါတယ်။ဤပညာစမ်းသပ်မှုတွေနဲ့နိုင်ငံရေးအဆောက်အအုံတွေထွန်းကားလာတဲ့ခေတ်ကာလမှာလူအဖွဲ့အစည်းအများစုဟာအဲ့ဒီအရာတွေကိုမိမိတို့ဘာသာတီထွင်စမ်းသပ်ယူခဲ့ကြတယ်ဆိုတာထက်တခြားလူအဖွဲ့အစည်းတွေကတီထွင်စမ်းသပ်ပြီးသားတွေကိုပဲလက်ခံယူခဲ့ကြတာပိုများပါတယ်။အဲဒါကြောင့်ကုန်းမြေတိုက်ကြီးတစ်ခုရဲ့ပေါ်မှာလူအဖွဲ့အစည်းတွေရွှေ့ပြောင်းခြေချတာစိတ်ဝင်ပြည့်နေတာတွေဟာရေရှည်မှာ
တခြားလူဖွဲ့စည်းတွေစီကဖွံ့ဖြိုးတိုးတက်ပြီးနီးပညာတွေကိုလက်ဆင့်ကမ်းနိုင်စေတာကြောင့်အဲ့လူဖွဲ့စည်းရဲ့တိုးတက်မှုအတွက်များစွာအရေးပါပါလေဥပမာဆိုရရင်နယူးဇီလန်ကမာအိုရီတိုရဲ့ပြောင်ချောတနက်စစ်ပွဲတွေဆိုပါတော့မာအိုရီမျိုးနွယ်စုတွေဥရောပဒေသတွေစီကရှေးခေတ်ပြောင်ချောတနက်တွေရရှိခဲ့တဲ့အခါမှာအဲ့ဒီတနက်တွေနဲ့ဒေသခံချင်းချင်းမျိုးနွယ်စုစစ်ပွဲတွေအများပြားဆင်နွှဲခဲ့ပြီးနေမြေသိမ်းမဲ့တာတွေကျွံပြူတာတွေရန်ညိုးတွေကိုတွေးကြွေးဆက်တာတွေလုပ်ခဲ့ကြပါတယ်ကြံရှိတဲ့မျိုးနွယ်စုတွေကလည်းအဲ့လိုတနက်တွေရရှိအောင်အားထုတ်ခဲ့ရပြီးတနက်မရှိတဲ့မျိုးနွယ်စုတွေဟာဆက်လက်မရှင်သန်နိုင်ခဲ့ကြပါဘူးဆိုလိုတာကနေပညာအသစ်တစ်ခုခုပေါ်ထွန်းလာခဲ့တဲ့အခါအဲ့ဒီနေပညာကိုတခြားလူဖွဲ့စည်းတွေကနေလက်ဆင့်ကမ်းပြီးရရှိအောင်ကြံဆောင်နိုင်ကြံဆောင်မကြံဆောင်နိုင်ဘူးဆိုရင်တော့အခြားလူဖွဲ့စည်းတွေနဲ့အစားထိုးခြင်းခံရမှာပါပဲဒုတိယအကြောင်းတရားကတော့ကုန်းမြေတိုက်ကြီးတွေအတွင်းလူတွေရွှေ့ပြောင်းနေထိုင်မှုနဲ့စိတ်ဝင်ပြန့်နှံ့မှုတို့ဖြစ်ပြီးကမ္ဘာတိုက်ကြီးတွေကြားကွာခြားချက်များစွာရှိကြပါတယ်ယူရေးရှားမှာဆိုရင်အမြန်ဆန်ဆုံးလို့ဆိုနိုင်ပြီးအရှင်းနောက်ရှည်လျားရဲ့ဒီနေပုံနဲ့တဘာပတ်ဝန်းကျင်ရာသီဥတုဆိုင်ရာအတားအဆီးတွေလည်းနှဲပါတာကြောင့်ဖြစ်ပါတယ်လက်တီကျူတူညီခြင်းနဲ့ရာသီဥတုတူညီခြင်းတွေကြောင့်စိုက်ပျိုးသီးနှံတွေနဲ့မွေးမြူရေးတိရစ္ဆာန်တွေရွှေ့ပြောင်းနိုင်မှုအထောက်ပံ့ရစေပါတယ်စိုက်ပျိုးသီးနှံနဲ့မွေးမြူရေးတိရစ္ဆာန်တွေရွှေ့ပြောင်းမှာပဲစားနပ်ရိက္ခာထုတ်လုပ်မှုစတင်နိုင်ပြီးနေပညာနဲ့နိုင်ငံရေးအဆောက်အအုံတွေထွန်းကားမှာမလို့တဘာပတ်ဝန်းကျင်ဆိုင်ရာရာသီဥတုနဲ့ရေမြေအနေထားဟာများစွာရေးပါနေပါတယ်အဲ့ဒီလိုစိတ်ဝင်ပြန့်နှံ့မှုနဲ့ပြောင်းရွှေ့အခြေချမှုတွေဟာတောင်မြောက်ရှည်လျားပြီးတဘာပတ်ဝန်းကျင်နဲ့ရာသီဥတုအတားအဆီးတွေရှိတဲ့အာဖရိကနဲ့အမေရိကမှာအများကြီးနှေးကွေးလာပါတယ်မြူဂီနီမှာဆိုရင်လည်းတောင်တန်းထူတက်ပြီးလူအဖွဲ့အစည်းအချင်းဆက်ဆံရေးနှဲပါတာကြောင့်နေပညာပြန့်နှံ့မှုအခက်အခဲများစွာရှိခဲ့ပါတယ်ကမ္ဘာကုန်းမြေတိုက်ကြီးတွေအတွင်းလူအဖွဲ့အစည်းတွေကြားစိတ်ဝင်ပြန့်နှံ့မှုနဲ့ရွှေ့ပြောင်းနေထိုင်မှုတွေပေါ်တက်ရောက်မှုဖြစ်စေတဲ့အကြောင်းတရားတွေကပဲတတိယအကြောင်းတရားဖြစ်ကုန်းမြေတိုက်ကြီးအချင်းချင်းကြားရွှေ့ပြောင်းနေထိုင်မှုပေါ်တက်ရောက်ခဲ့ပါတယ်တချို့ကုန်းမြေတိုက်ကြီးတွေဟာအခြားကုန်းမြေတိုက်ကြီးတွေထပ်ပိုပြီးတော့လူသူအရောက်ပေါက်နေပါပြီးခေါင်းလုံးလှတယ်မဟုတ်လားပြီးခဲ့တဲ့နှစ်ပေါင်း6000အတွင်းမှာတော့ယူရေးရှားကနေဆာဟာရအာဖရိကစီစိုက်ပျိုးသီးနှံတွေမွေးမြူရေးတိရစ္ဆာန်တွေနဲ့နေပညာတွေစီစဉ်မှုဟာပိုလွယ်ကူခဲ့ပါတယ်အမေရိကဆိုရင်လည်းပထဝီအနေထားအရလက်တီကျုမတူညီတာအပြောကျလာတဲ့ပင်လယ်ကြီးပိုင်းခြားထားတာအမဲလိုက်တတိကိုလူနေမှုပုံစံအတွက်ပဲတင်တော်ရဲ့ရာသီဥတုပိုင်းဆိုင်ထားတာတွေကြောင့်အဲ့လိုစီစဉ်မှုမရှိခဲ့ပါဘူးယူရေးရှားနဲ့တီးခြားတည်ရှိနေတဲ့ဩစတြေးလျဆိုရင်လည်းအင်ဒိုနီးရှားကျွန်းဆွယ်နဲ့ပင်လယ်ခြားနေပြီးတခုတည်းသောရွှေ့ပြောင်းတိရစ္ဆာန်ဟာတော်ရန်ခွေးတစ်မျိုးပဲရှိခဲ့ပါတယ်စတုထနဲ့နောက်ဆုံးအကြောင်းတရားကတော့အဲ့ဒီကုန်းမြေတိုက်ကြီးတွေမှာနေထိုင်ကြတဲ့လူဦးရေအရွယ်အစားပဲဖြစ်ပါတယ်လူနေထိုင်လို့ရတဲ့နေမြေများပြားရှိပြီးလူဦးရေလည်းတိုးပွားခဲ့မယ်ဆိုရင်တီထွင်စမ်းသစ်မဲ့သူတွေအပြိုင်ဆိုင်အားထုတ်ကြမယ်လို့ဖွဲ့စည်းတွေသူများတီထွင်စမ်းသစ်ပြီးသားကိုလက်ခံကျင့်သုံးမဲ့သူတွေပို့လို့များပြားမှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့လိုအားမထုတ်တဲ့လူဖွဲ့စည်းတွေဟာတိုးတက်ဖွံ့ဖြိုးဖို့အားထုတ်တဲ့လူဖွဲ့စည်းတွေရဲ့ဖယ်ရှားခြင်းခံရပါလိမ့်မယ်အဲ့လိုကံကြမ္မာမျိုးကိုအာဖရိကပစ်ကမီလူမျိုးတွေရင်ဆိုင်ခဲ့ရပြီးအခြားများစွာသောအမေလိုက်တတိခုလူနေမှုဘဝပုံစံနဲ့နေထိုင်ခဲ့ကြသူတွေကလည်းလေယာစိုက်ပျိုးရေးလုပ်ကိုင်သူတွေရဲ့စိုးမိုးမှုခံခဲ့ကြရပါတယ်အမေလိုက်တတိခုလူမှုပုံစံတိုင်းကိုလေယာစိုက်ပျိုးရေးကအနိုင်ရတာတော့မဟုတ်ပါဘူးဂရင်းလန်းကလေယာစိုက်ပျိုးရေးလုပ်ကိုင်တဲ့ Norseman လူမျိုးတွေဟာရှေးရိုးဆွဲပြင်းထန်ပြီးခေါင်းမာလာတဲ့အတွက်သူတို့ထက်အသက်မွေးနည်းစနစ်နဲ့နေပညာတွေအများကြီးတာလွန်မြင့်မားတဲ့အစကီမိုအမဲလိုက်တတိခုသူတွေရဲ့လွှမ်းမိုးခြင်းခံခဲ့ရပူပါတယ်ကမ္ဘာပေါ်မှာလူနေထိုင်လို့ရတဲ့နေမြေအကျယ်ပြန့်ဆုံးနဲ့အပြိုင်ဆိုင်အားထုတ်ကြတဲ့လူ့အဖွဲ့အစည်းတွေအများပြားဆုံးဟာယူရေးရှားဒေသဖြစ်ပါတယ်အမေရိကဟာနေမြေအရွယ်စားကြီးမှပေမဲ့ပထဝီအနေထားတဲ့တဘာဝပတ်ဝန်းကျင်အခြေအနေတို့ကြောင့်အကန့်အသတ်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အခုပေါ်ပြသွားတဲ့အကြောင်းတရား၄မျိုးဟာလူ့အဖွဲ့အစည်းတွေရဲ့ကံကြမ္မာကိုအပြောင်းလဲဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေဖြစ်ကြောင်းညှင်းဆိုဖွယ်ရမရှိပါဘူး။နျူဂီနီဒေသခံတဦးဟာယူရေးရှားဒေသခံတဦးထက်ငယ်ညံသွင်းမြင်မာနိုင်တယ်ဆိုတဲ့အဆိုပြုချက်ကိုညှင်းဆန်ကောင်းညှင်းဆန်ကြမှာဖြစ်ပေမဲ့နျူဂီနီဟာယူရေးရှားတဲ့အရွယ်စားအဖြစ်သိငယ်ပြီးနှုတ်တိုက်တတဝါကြီးတွေလည်းမရှိဘူးဆိုတာကိုတော့ညှင်းစရာရှိမှမထင်ပါဘူး။ဒါပေမဲ့အဲ့လိုပထဝီအနေထားတွေဟာလူ့အဖွဲ့အစည်းတွေပေါ်တက်ရောက်တဲ့ဆိုတဲ့အချက်လက်ပေါ်သမိုင်းပညာရှင်တို့ကပထဝီအနေထားဆိုင်ရာပြဋ္ဌာန်းခံဝါဒ Geographic Determinism လို့နာမည်တက်လို့ရှိပါတယ်။ဒါလူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုထည့်သွင်းမတွက်ချက်ပဲရာသီဥတုတွေအပင်နဲ့တတဝါတွေရဲ့ထိန်းချုပ်ခံဖို့အောင်ရောက်ရှိနေတယ်လို့ဆိုကြတာတော့အတော်ဆိုးရလှပါတယ်။တကယ်လို့သာလူသားတွေရဲ့စိတ်ကူးစမ်းသပ်မှုတွေရှေးဥတီထွင်မှုတွေမရှိခဲ့ဘူးဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းတန်းကနန်းတုန်းကလိုပဲဒီကနေ့ဒီအချိန်မှာကြောက်ထွင်းလက်နက်ကိရိယာတွေသုံးဆပြီးအသားငါ့ကိုအစိမ့်စားတော့မှဖြစ်နေပါလိမ့်မယ်။လူဖွဲ့စည်းတွေအကုန်လုံးမှာတီထွင်စမ်းတဲ့စိတ်ကူးအတွေးမြင်ရှိသူတွေပါဝင်ကြစမြဲဖြစ်ပါတယ်။တချို့တဘာဝပတ်ဝန်းကျင်တွေကတော့လိုအပ်တဲ့ကုန်ကျန်းပစ္စည်းတွေအလွယ်တကူရရှိစေသလိုတ
တီထွင်စမ်းသစ်မှုတွေလုပ်ကိုင်မှုအခြေအနေကောင်းတွေကိုလည်းတချို့တဘာဝပတ်ဝန်းကျင်တွေထက်ပိုပြီးမျက်နှာသာပေးဖြည့်ဆည်းပေးထားတယ်လို့ဆိုချင်ပါတယ်။ယာလီရဲ့မိကုံကိုပြန်လည်ဖြည့်ဆို့ထားတာတွေဟာယာလီကိုယ်တိုင်သိကျင်တာထက်အများကြီးပိုရှုပ်ထွေးတယ်လို့ပိုလဲရှည်လျားလာပါတယ်။ဒါပေမဲ့သမိုင်းပညာရှင်တွေအနေနဲ့တော့အင်မတန်ရိုးစင်လုံးပြီးတိုးတောင်းနေပါလိမ့်မယ်။လူသမိုင်းရဲ့နှစ်ပေါင်း1300ဝန်းကျင်အချိန်ကာလလောက်စာမျက်နှာရာဂဏန်းအနေနဲ့ဖွင့်ဆိုရှင်းပြဖို့အားထုတ်ရတာမဟုတ်လား။ဒါပေမဲ့လူအဖွဲ့အစည်းတရက်ကိုအချိန်တိုတခဏတာတွင်လေ့လာကြည့်ပြီးနယ်ပယ်ပေါင်းစုံမှာရှည်လျားလာတဲ့ကာလတွေအတွက်ခြုံငုံမိမှာမဟုတ်ဘူးလို့တော့သတိထားမိစေပါလိမ့်မယ်။တကယ်တော့ယာလီကအဲ့လိုမင်းကိုထုတ်လာရတဲ့နောက်ခံအကြောင်းတရားတချို့ကတော့အခုထိတောင်မဖြေရှင်းနိုင်သေးကြပါဘူး။လောလောဆယ်မှာတော့သူ့ရဲ့မိကုံကိုတချို့တဝက်ပြေးလေစေတဲ့အဖြေတချို့ရဲ့နောင်နာကမှသူတွေတနပြုရမယ်လုပ်ငန်းစဉ်တွေရဲ့သိရှိထားခဲ့ပြီဆိုတော့ပါပဲ။လုံးဝပြည့်စုံတဲ့ theory ဖြစ်နေတော့ရှင်းလင်းနိုင်ခြင်းမရှိသေးပါဘူး။အခုရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကလောကရသိပ္ပံလိုမျိုးလူသမိုင်းကိုလေ့လာဖို့ပဲဖြစ်ပါတယ်။နဂရဗေဒဘူမိဗေဒစင်ကဲဖြစ်စဉ်ဆိုင်ရာဇီဝဗေဒတို့လိုလောကရသိပ္ပံတွေကိုလေ့လာခဲ့ကြတယ်လို့မျိုးပါ။သမိုင်းပညာရဲ့အနာဂတ်ကိုမျှော်ကြည့်ရင်မပြေရှင်းနိုင်တဲ့ပြဿနာတွေကိုတင်ပြရင်ဒီစာအုပ်ကိုအဆုံးသတ်ရင်အတော်လေးတင့်တော်လိမ့်မယ်ထင်ပါတယ်။ဒီစာအုပ်ရဲ့နောက်ဆက်တွဲဖြစ်အရှင်းလင်းဆုံးလှုပ်ဆောင်ရမှာကတော့ကမ္ဘာကုန်းမြေတိုက်ကြီးတွေကြားခြားနာချက်တွေကိုအထက်မှာဖော်ပြသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့အချက်လက်တွေအခုတည်းပုံမူများပြအောင်သူတေသနပြုရမှာဖြစ်ပါတယ်။ကမ္ဘာကုန်းမြေတိုက်ကြီးတွေရဲ့စိုက်ပျိုးသီးနှံတွေနဲ့မွေးမြူရေးတိရစ္ဆာန်စင်ကိုလည်းအရင်အခန်းတွေမှာဖော်ပြထားပြီးဖြစ်ပါတယ်။မွေးမြူရေးအတွင်ပြောင်းလဲလို့မရခဲ့တဲ့နှုတ်တိုက်တတ္တဝါကြီးတွေရဲ့စည်ရင်းကိုလည်းဖော်ပြထားပါတယ်။အာဖရိကဟာယူရေးရှားထက်ပိုပြီးများပြားတဲ့ပယ်စင်းရှိတာကအတော့စိတ်ဝင်စားဖို့ကောင်းလာပါတယ်။နောက်တဲ့လေးလာရမယ့်အကြောင်းအရာကတော့ပထဝီအနေထားရတိတ်မကျေဝန်အချိန်ကာလရတဲ့တိတ်မရှိလျားတဲ့အသေးစိတ်အချက်လက်မျိုးတွေဖြစ်ပါလိမ့်မယ်။ဥပမာယူရေးရှားမှာကိုပဲမျိုးစားကောင်းမွန်တဲ့လာကျန်းဒေသတို့တရုတ်ပြည်တို့အိန္ဒိယပြည်တို့ထက်ဥရောပဘာလို့များအမေရိကတွေဩစတြေးလျတွေကိုကိုလိုနီချဲ့ထွင်နိုင်ခဲ့ရတာလေ။ဒီပညာတွေမှာရှေ့တန်းရောက်ပြီးနိုင်ငံရေးနဲ့စီးပွားရေးတွေဘာလို့လွှမ်းမိုးထားနိုင်ခဲ့တာလဲ။တကယ်လို့ဒါ BC 8500ကနေ AD 1450အတွင်းနေထိုင်ခဲ့တဲ့သမိုင်းပညာရှင်တို့ကခံမှန်းချက်ဟောကိန်းထုတ်မယ်ဆိုရင်ဥရောပကိုဖြစ်နိုင်ခြေလားလားအနည်းဆုံးဒေသဖြစ်တွက်ဆခဲ့မှာပါပဲ။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000အတွင်းမှာခက်နောက်ပြန်ဆွဲဆုံးဒေသဥရောပဖြစ်နေခဲ့တာကို BC 8500ကနေဂရိတို့အီတာလီတို့တိုင်းနိုင်ငံကြီးတွေတည်ထောင်ခဲ့တဲ့ AD 900ဝန်းကျင်အထိမွေးမြူရေးတိရစ္ဆာန်တွေစိုက်ပျိုးသီးနှံတွေစာရေးနည်းစနစ်တွေတတ်တို့အရေးကျော်သွန်းလောင်းတဲ့နည်းပညာတွေဘိန်းတွေနိုင်ငံရေးစနစ်တွေနဲ့အစရှိသမျှစမ်းသပ်မှုတွေဟာအာရှအနောက်တောင်ပိုင်းကမျိုးစာကောင်းမလာတဲ့လာချမ်းဒေသဝန်းကျင်ကနေပဲထွက်ပေါ်လာခဲ့ကြတာပါ။ရေအားနဲ့လက်ပတ်တဲ့ဆက်ရန်တရားတွေအသုံးတွေကျနေပြီဖြစ်တဲ့ AD 900လောက်မှာတော့အနောက်ဥရောပဟာရှေးအောင်ကဘာနည်းပညာအတွက်ဘာမှအကျိုးမပြုခဲ့ဘူးပါဘူး။မြေထဲပင်လယ်ဒေသလာချမ်းဒေသနဲ့တရုတ်ပြည်ကဖွံ့ဖြိုးတိုးတက်ပြီးနည်းပညာတွေကိုလက်ခံရတတ်ပဲရှိခဲ့ပါတယ်။ AD 1000ကနေ1450ခုနှစ်အတွင်းလောကရသိပ္ပံနဲ့နည်းပညာတွေဟာအစ္စလာမစ်နိုင်ငံတွေတရုတ်ပြည်နဲ့မြောက်အာဖရိကဒေသတွေကနေဥရောပကိုပဲအဓိကစီးဆင်းခဲ့တာဖြစ်ပါတယ်။အဲဒီချိန်တုန်းကဆိုရင်တရုတ်ပြည်ကနည်းပညာမှာရှေ့တန်းဥဆောင်သူဖြစ်ပြီးစားနဲ့ရိတ်ခါထုတ်လုပ်နိုင်သူမှလည်းလာချမ်းဒေသလောက်နီးနီးရှိခဲ့ပါတယ်။အဲ့ဒါနဲ့များလာချမ်းဒေသတို့တရုတ်ပြည်တို့ဟာနှစ်ပေါင်းထောင်ကနန်းစော်ပြီးတာထွက်နိုင်ခဲ့ပါရဲ့နဲ့ဥရောပကိုဘာလို့အရေးနိုင်သွားခဲ့တာပါလဲ။အဲ့လိုမေးလာခဲ့ရင်ဥရောပရဲ့နိုးထလာမှုမှာအရေးပါဆုံးအကြောင်းတရားတွေဖြစ်ကုန်သွယ်ကူးသန်းရောင်းဝယ်တဲ့လူရန်စာအရင်းရှင်စနစ်နဲ့တီထွင်စမ်းသပ်မှုနည်းပညာတွေကိုမူပိုင်တင်ခွင့်ပေးရခြင်းတွေအကြောင်းတအူးစပိုင်းပရိသတ်စနစ်တွေကင်းမဲ့ပြီးအခွန်အတုပ်မနှိမ့်ဆက်တဲ့အကြောင်းဂရိဂျူခရီးယန်ဒလိထုံးစံတွေရလက်တွေ့သဘောတရားကိုအခြေခံတဲ့ဝေဖန်ဆန်းစစ်ခြင်းတွေအကြောင်းထောက်ပြပြောဆိုကြပါလိမ့်မယ်။အဲ့လိုအရေးပါတဲ့အကြောင်းတရားတွေကိုထောက်ပြနိုင်ခဲ့ရင်တော့အဲ့ဒီဟာတွေကတရုတ်ပြည်နဲ့လာချမ်းဒေသတို့မှာမပေါ်ထွက်ခဲ့ပဲဘာလို့များဥရောပမှာပေါ်ထွက်ခဲ့ရတာပါလဲ။လာချမ်းဒေသနဲ့ပတ်သက်လို့အဖြေရှင်းပါတယ်။လာချမ်းဒေသမှာစိုက်ပျိုးသီးနှံတွေနဲ့မွေးမြူရေးတိရစ္ဆာန်တွေထွက်ပေါ်ခဲ့လို့အခြားဒေသတွေထက်အသာစီးရရှိခဲ့တာအမှန်ပါပဲ။ဒါပေမဲ့လာချမ်းဒေသဟာအဲ့ဒီအချက်ကလွဲပြီးကျန်တဲ့ပထဝီဝင်ဆိုင်ရာအာသာချက်ဘာမှမရှိတော့ပါဘူး။အဲ့လိုအာသာချက်တွေကုန်ခန်းသွားတဲ့အခါမှာအင်အားကြီးမားတဲ့အနောက်ဘက်ပိုင်းကအင်ပါယာနိုင်ငံကြီးတွေစီကိုအသာစီးရမှုတွေရောက်ရှိသွားပါတော့တယ်။ BC 1004စုမှာအင်အားအသာစီးရမှုဟာလာချမ်းဒေသရဲ့အင်ပါယာတွေဖြစ်တဲ့ဘေဘီလုံအာဆီးရီးယားနဲ့ပါရှားတို့စီမှာလက်ပြောင်းလက်လွဲရှိခဲ့ပေမဲ့ BC 400စုနှောင်းပိုင်းမှာတော့မာအလက်ဇန်ဒါရဲ့ Great Empire ဟာအရှေ့ပိုင်းဒေသတစ်လျှောက်လုံးကိုအိန္ဒိယပြည်ထိသိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ BC 200စုမှာဂရိတို့ကိုရောမာတွေကအောင်နိုင်တော့ရောမာအင်ပါယာဖြစ်တဲ့ကမ္ဘာနယ်မြေအစိပ်ပိုင်းတော်တော်များများသိမ်းသွင်းခဲ့ပါတယ်။ရောမာအင်ပါယာပြိုလဲသွားချိန်မှာတော့နိုင်ငံရေးအဆောက်အအုံနဲ့
အင်အားအသာစီးရရှိမှုဟာဥရောပအနောက်ပိုင်းနဲ့မြောက်ပိုင်းတွေစီကိုရောက်ရှိသွားပါတော့တယ်။အဲဒီလိုအသာစီးရရှိမှုတွေရွှေ့ပြောင်းသွားခဲ့ခြင်းနောက်ွယ်အကြောင်းတရားဟာဆိုရင်အရင်တော့လာချမ်းဒေတာနဲ့လက်ရှိလာချမ်းဒေတာကိုခိုင်းနိုင်ပြောဆိုရမှာပို့လို့တော့ထင်ရှားမြင်သာရှိပါတယ်။ဒီကနေ့မှာဆိုရင်မျိုးစားကောင်းမွန်တဲ့လာချမ်းဒေတာတို့ကမ္ဘာစားနပ်ရိက္ခာထုတ်လုပ်မှုရဲ့ဦးစီးဦးဆောင်လို့ပြောလိုက်ရင်တော့အတော်လေးကိုယ်ကားနိုင်ပါလိမ့်မယ်။အရင်တော့မျိုးစားကောင်းမွန်လာပါတယ်ဆိုရယ်လာချမ်းဒေတာဟာအခုဆိုရင်တဲကန်နာရတွေကန္နာရတပိုင်းတွေမြေကျူလာတိုက်စားခံရခြင်းတွေကြောင့်အခုခါမှာစိုက်ပျိုးလို့တော့မရတော့ပါဘူး။ဒီကနေ့မှာတော့အဲ့ဒီဒေတာတချို့နိုင်ငံတွေအပေါ်ယံအပြင်ပန်းချမ်းသာမှုဟာပြန်လည်အစားထိုးလို့မရနိုင်တဲ့ရင်းမြစ်အဖြစ်ရေနံကိုတူးဖော်ရောင်းချရာကနေရရှိနေတာဖြစ်ပြီးဒေတာရဲ့ကာလရှည်ကြာဆင်းရဲမွဲတေမှုနဲ့ကိုယ်စားတဲ့ရိတ်ခါကိုမထုတ်လုပ်နိုင်တာကိုဖုံးဖိဖို့စ조사နေခဲ့ရပါတယ်။ဒါပေမဲ့ဟိုတုန်းကတော့ဂရိအပါဝင်မြေထဲပင်နဲ့အရှိတ်ဘက်ပိုင်းနဲ့လာချမ်းဒေတာတွေဟာတောအုပ်တွေနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်။စိုက်ပျိုးဖြစ်တော်မီမျိုးစားကောင်းမွန်လာတဲ့စိမ့်လန်းစုပြေခြင်းကနေမြေကျူလာတိုက်စားခံရပြီးတဲကန်နိုင်ရမြေအဖြစ်ဘလို့ပြောင်းလဲသွားခဲ့တယ်လဲဆိုတော့ရှေးအောင်ရုပ်ခဗေဒနဲ့ရှေးအောင်သုတေသနပညာရှင်တွေကရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်။တတော်ဖုံးလွှမ်းရတဲ့မြေတွေဟာစိုက်ပျိုးရေးအတွက်လေကချဲ့ထွင်မှုစားလို့ရေးအတွက်တစ်ထုတ်လုပ်ဖို့ထင်းဆိုင်ဖို့ပလတ်စတာထုတ်လုပ်ဖို့အစရှိတဲ့အကြောင်းတရားပေါင်းများစွာကြောင့်ခုတ်တွင်ရှင်းလင်းခံခဲ့ရပါတယ်။အဲဒီခါမှာရာသီဥတုယိုယွင်းလာပြီးမိုးခေါင်လာတာမလို့နောက်ထပ်ပေါက်တဲ့တစ်ပင်တွေဟာခုတ်ထွင်မှုနှုန်းအမိမလိုက်နိုင်ခဲ့ကြပါဘူး။မြက်ခင်းပြင်းနေဆိုရင်လည်းစိတ်ကောင်ရေးအစမတန်တိုးပွားမှုကြောင့်ခဏလေးနဲ့ကုန်သွားလိမ့်ရှိပါတယ်။တစ်ပင်တွေမြက်ပင်တွေဖုံးကာထားတာမရှိတော့တဲ့အခါမှာတော့မြေကြီးတော်တိုက်စားမှုဖြစ်ပေါ်ပြီးမြဝန်းဒေသတွေမှာသိန်းနှုန်းတွေတင်လာပါတယ်။မိုးနဲ့ဒေသအတွက်ရေတင်ပြီးစိုက်ပျိုးတဲ့အခါမှာလည်းစားတက်တွေများပြားလာခဲ့ပါတော့တယ်။ကြောက်ခေတ်နောက်ပိုင်းမှာစတင်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်ဟာအခုလက်ရှိအချိန်ထိဆက်လက်ဖြစ်ပွားနေသေးပါပဲ။ဥပမာခေတ်သစ်ဂျော်ဒန်ပြည်ရဲ့ပက်ထရာမြို့နာကရှေးဟောင်းနေဗာဒီယန်မြို့ဟောင်းအနီးမှာရှိတဲ့တောအုပ်တွေဆိုရင်ပထမကမ္ဘာစစ်မဖြစ်ပွားခင်ဟီဂျက်စ်မီးရထားလန်ဖောက်လုပ်ဖို့အတွက်အော်တိုမန်တက်စ်တွေတူရကီတွေကခုတ်လဲပစ်ခဲ့ကြပါတယ်။အဲဒီခါမှာတော့မျိုးစားကောင်းမွန်တဲ့လာချမ်းဒေတာနဲ့မြေထဲပင်လယ်အရှိတ်ဘက်ပိုင်းဒေတာတွေဟာတဘာပတ်ဝန်းကျင်ဆိုင်ရာပျက်စီးယိုယွင်းမှုဘေးအန္တရာယ်တွေနဲ့စတင်ရင်ဆိုင်ရပါတော့တယ်။အဲ့လိုဖြစ်သွားအောင်လဲပိုင်ဆိုင်ထားတဲ့တဘာဝရင်းမြစ်တွေကိုကိုယ်တိုင်ပဲဖျက်ဆီးလိုက်ပြီးကိုယ်တည်ရင်းကိုတူးလိုက်မိတယ်လို့ဖြစ်သွားခဲ့ရပါတယ်။မြေထဲပင်လယ်ဒေတာကရှေးကြဆုံးလူဖွဲ့စည်းကြီးတွေမှာအဲ့လိုကံကြမ္မာတွေနဲ့ရင်ဆိုင်လာခဲ့ရတဲ့အခါမှာအင်အားအသာစီးရရှိမှုဟာဥရောပအနောက်ပိုင်းနဲ့မြောက်ပိုင်းတွေစီကိုရွှေ့ပြောင်းသွားခဲ့ပါတယ်။အဲ့လိုဖြစ်ရတာကလည်းဥရောပအနောက်ပိုင်းနဲ့မြောက်ပိုင်းမှာနေထိုင်သူတွေကပိုပြီးအသိဉာဏ်မြင့်မားကြလို့မဟုတ်ပါဘူး။သူတို့နေထိုင်ရာဒေသမှာကရာသီဥတုအခြေအနေကောင်းမွန်ပြီးမိုးများတဲ့အတွက်ကုံဆုံးသွားတဲ့မြစ်ပင်တွေခုတ်လဲလိုက်တဲ့သစ်ပင်တွေဟာအလင်းအမြန်ပြန်လည်ပေါက်ရောက်လာလို့ပါပဲ။ဥရောပအနောက်ပိုင်းနဲ့မြောက်ပိုင်းဘက်တွေမှာဆိုရင်သူတို့စီကိုစိုက်ပျိုးတည်တံ့နေပြန်လည်လာခဲ့တာနှစ်ပေါင်း9000ကြာညောင်းပြီတဲ့။အခုချိန်ထိတော့စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ကြဆဲဖြစ်ပါတယ်။တကယ်တမ်းတော့ဥရောပဟာသူတို့ရဲ့စိုက်ပျိုးတည်တံ့နေမွေးမြူရေးတိရစ္ဆာန်တွေနည်းပညာတွေနဲ့စာရေးနည်းစနစ်တွေကိုလာချမ်းဒေသကနေရရှိခဲ့တာဖြစ်ပြီးလာချမ်းဒေသကတော့စမ်းသစ်တီထွင်မှုတွေအသာစီးရရှိမှုတွေအစောဆုံးတည်ထောင်နိုင်ခဲ့ပေမဲ့အဓိကအင်အားကြီးဒေသဖြစ်ကနေတဖြည်းဖြည်းရှော့ကျသွားခဲ့ပါတယ်။ဒါကတော့လာချမ်းဒေသကသူ့ရဲ့အသာစီးရရှိမှုဥရောပစီဘယ်လိုလွှဲပြောင်းပေးလိုက်ရတယ်လဲဆိုတာပါပဲ။အဲ့ဒါဆိုရင်တရုတ်ပြည်ကရောသူ့ရဲ့ကနဦးတိုးတက်မှုတွေနဲ့အသာစီးရရှိမှုတွေကိုဘယ်လိုလက်လွတ်ဆုံးရှုံးခဲ့ရတာပါလဲ။အဲ့လိုအသာစီးရရှိမှုတွေကိုလက်လွတ်လိုက်ရတာရုတ်တရက်ကြည့်ရင်တော့အံ့ဩစရာဖြစ်နေပါလိမ့်မယ်။ဘာလို့လဲဆိုတော့တရုတ်ပြည်ကစားနပ်ရိက္ခာထုတ်လုပ်မှုမှာလာချမ်းဒေသနဲ့ဒန်းတူနီးပါးအစောဆုံးဖြစ်ခဲ့တယ်။တရုတ်ပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းဟာရာသီဥတုအရာလည်းကွာခြားပြီးပင်လယ်ကမ်းခြေတွေရောတိဘက်ကုန်းပြင်မြင့်ရောစတဲ့အမျိုးအစားစုံတွေသာရရှိထားပါတယ်။အဲဒါကြောင့်စိုက်ပျိုးသီးနှံတွေလည်းမျိုးစုံထွက်ရှိပြီးမွေးမြူရေးတိရစ္ဆာန်တွေနည်းပညာတွေနဲ့ကမ္ဘာထိပ်တန်းလူဦးရေကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်အရာလည်းလာချမ်းဒေသထက်ပိုပြီးစွစွပိုးပြီးတည်ငြိမ်တာကြောင့်နှစ်ပေါင်း1000ကျော်လာခဲ့ပြီးဒီကနေ့မှာတော့စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်နေစေဖြစ်ပါတယ်။အဲလိုအားသာချက်တွေနဲ့လက်ဦးမှုတွေဟာတရုတ်ပြည်နည်းပညာအရာမှာကမ္ဘာထိပ်တန်းစစ်ပို့ဆောင်ပေးခဲ့ပါတယ်။တရုတ်တို့စမ်းသစ်တည်ထွင်ခဲ့တဲ့အရာတွေကိုအရင်အခန်းတွေမှာလည်းဖော်ပြခဲ့ပြီးပါပြီ။အဲဒီစင်းထဲမှာတန်ကျွတ်တန်လိုက်အိမ်မြောင်ရမ်းမှုတ်စက်ကူပုံနှိပ်အတက်နဲ့တခြားများပြားလာတဲ့စမ်းသစ်တည်ထွင်မှုတွေပါဝင်ပါတယ်။နိုင်ငံရေးဩဇာထူထောင်မှုရေချောင်းသွားလာရေးနဲ့ပင်လယ်ပြင်စိုးမိုးရေးတို့မှာလည်းထိပ်တန်းကိုရောက်ရှိခဲ့ပါတယ်။စကားရစုအစောပိုင်းမှာတရုတ်နိုင်ငံကနေတန်တမန်သင်းမော်တွေမြောင်မြောင်ဆေလွတ်ခဲ့ပြီးအာဖရိကကမ်းခြေအရှေ့ခြမ်းထိခရီးပေါက်ခဲ့ပါတယ်။အဲဒီတုန်းကဆိုရင်အတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ဆီးပြီးအမေရိကစီခြေဆန့်ခဲ့တဲ့ကိုလံဘတ်စ်တက်ဆယ်စုနှစ်များစွာရှေ့ချခဲ့တာဖြစ်ပါတယ်။ဒါနဲ့များတရုတ်သင်းမောတွေဟာအာဖရိကကိုကျော်ဖြတ်ပြီးဥရောပထိနေမချက်ခဲ့ကြတာပါလေ။ ဖက်စကိုတကားမထောင်
သင်္ဘောငယ်လေး3စီးနဲ့အာဖရိကကိုဖျက်ကျော်ပြီးအာရှဘက်ကိုနယ်ချက်ခဲ့သေးတယ်မဟုတ်လားအဲ့လိုမျိုးတရုတ်တွေလည်းအတ္တလန်တိတ်ကိုပါဖျက်ကျော်ပြီးအမေရိကထိဘာလို့ကိုလိုနီမပြုတ်ခဲ့ကြတာပါလဲအဲ့ဒီခေတ်ကာလမှာခက်နောက်ပြန်ဆွဲပြီးရှေးဦးဆန်ထားတဲ့ဥရောပကိုနီးပညာထိပ်တန်းရောက်တဲ့တရုတ်တို့ကဘာလို့မသိမ့်ပိုင်နိုင်ခဲ့ကြတာလဲဘာလို့လဲဆိုတော့တရုတ်သမောတွေဆက်လက်စီလို့ခြင်းမရှိတော့တဲ့အကြောင်းရင်းမှာအရေးအမွက်တွေ့မြင်နိုင်ပါတယ်AD 1405ကနေ1433အတွင်းမှာတရုတ်ပြည်ကနေအဲ့လိုသမောအုပ်စု9စုဆေလွတ်ခဲ့တာပါတရုတ်ပြည်ရဲ့နိုင်ငံရေးအခြေအနေတွေဖောက်ပြန်မှုကြောင့်အဲ့ဒီလိုခရီးစဉ်တွေကိုဖျက်သိမ်းစေခဲ့တာဖြစ်ပါတယ်နိုင်ငံရေးမတည်ငြိမ်မှုတွေဆိုတာကလည်းကမ္ဘာနိုင်ငံတိုင်းမှာဖြစ်ပွားလေရှိတာပါပဲအဲ့ဒီခေတ်ကာလတရုတ်ပြည်ကနန်းတွင်ရုံးတော်မှာအင်အားစုနှစ်ကဩဇာအာဏာအတွက်အပြိုင်ဆိုင်ဖြစ်ခဲ့ကြပါတယ်ခရီးစဉ်တွေကိုပထမအုပ်စုကဆေလွတ်ခဲ့ပြီးမြဲနောက်အုပ်စုကနိုင်ငံရေးဩဇာအသာစီးရလာခြင်းမှာပြန်လည်ဖျက်သိမ်းခဲ့ပါတယ်ဆက်လို့ရေးသမောချင်းကိုပါဖျက်ဆီးစေခဲ့ပြီးပင်လယ်ပြင်ခီးစဉ်တွေကိုတားမြစ်ပိတ်ပင်လိုက်ကြပါတယ်။အဲ့ဒီဖြစ်ဟာ1880ပြည့်နှစ်တွေအတွင်းလန်ဒန်မြို့မှာအများပြည်သူတွေအတွက်လက်စမီတက်စင်ရေးစီမံကိန်းဖျက်သိမ်းစေတဲ့ဥပဒေပြဋ္ဌာန်းခဲ့တာပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်ပြည်ထောင်စုရဲ့တီးခြားရပ်တည်မှုဝါဒစုပ်ကိုင်ခဲ့တာတွေကိုပြန်လည်အမှတ်ရမိစေပါတယ်။ဘယ်တိုင်းနိုင်ငံမှာမဆိုတိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကနေနောက်ပြန်ဆွဲတဲ့ဖြစ်ရတဲ့ဟာပြည်တွင်းနိုင်ငံရေးပြဿနာတွေကြောင့်ဖြစ်ရတတ်တာကိုတွေ့ရပါတယ်။ဒါပေမဲ့တရုတ်ပြည်မှာကတခြားတိုင်းပြည်တွေနဲ့မတူညီတဲ့အချက်ရှိပါတယ်။အဲ့ဒါကတော့နိုင်ငံရေးအရစီးလုံးညီညွတ်ပြီးဖြစ်နေခဲ့တာပါပဲ။အဲ့ဒါကြောင့်ပဲပင်လယ်ရေလမ်းခရီးသွားလာမှုတွေပိတ်ပင်နေဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တရုတ်ပြည်အဝမ်းမှာရှိတဲ့သင်္ဘောဆောက်လုပ်မှုတွေအားလုံးကိုရပ်တန့်ပြစ်နိုင်စွမ်းရှိခဲ့ပါတယ်။အဲ့လိုချမှတ်လိုက်တဲ့ယာယီဆုံးဖြတ်ချက်ကိုပြောင်းပြန်လှန်လို့လည်းမဖြစ်နိုင်ခဲ့ပါဘူး။အဲ့ဒီဆုံးဖြတ်ချက်ချမှတ်လိုက်တဲ့နောက်ဘယ်သင်္ဘောချင်းမှဆက်လက်လေပတ်မနေခဲ့ကြလို့ပဲဖြစ်ပါတယ်။တရုတ်ပြည်နဲ့မတူညီတဲ့အချက်ဖြစ်ဥရောပရဲ့ပင်လယ်ရေကြောင်းသွားလာမှုဆန်းစစ်ကြည့်အောင်ပါ။ဥရောပမှာကြတော့နိုင်ငံရေးအုပ်ချုပ်မှုဟာတိုင်းပြည်အများပြားရှိပြီးတစုတစည်းတည်းမဟုတ်ပါဘူး။ကိုလံဘတ်စာမွေးဖွားတာကအီတလီနိုင်ငံမှာဖြစ်ပေမဲ့ပြင်သစ်နယ်စားကြီးအန်ဂျူစီမှာတစ္ဆာခံခဲ့ပါတယ်။နောက်ပိုင်းမှာပေါ်တူဂီဘုရင်ထံမှာပြောင်းလဲတစ္ဆာခံပါတယ်။ပေါ်တူဂီဘုရင်ကလည်းကိုလံဘတ်ရဲ့အတ္တလန်တစ်ခရီးစဉ်ကိုငွေကြေးထောက်ပံ့မှုညှင်းဆန်ခဲ့ပြီးမဒီနာစီဒိုနီးယားနယ်စားကြီးကလည်းကိုလံဘတ်ရဲ့ချင်းကပ်မှုညှင်းဆန်ခဲ့ပါတယ်။နောက်ဆုံးမှာစစ်ပိန်ဘုရင်မင်းမြတ်စီငွေကြေးထောက်ပံ့မှုချင်းကပ်ခဲ့ပြီးပထမအကြိမ်မှာညှင်းပယ်ခံခဲ့ရပါတယ်။နောက်ထပ်အယူခံထပ်တင်တော့မှစစ်ပိန်ဘုရင်ကခွင့်ပြုခဲ့တာဖြစ်ပါတယ်။တကယ်လို့သာဥရောပဟာနိုင်ငံရေးအရစီးလုံးညီညွတ်ပြီးအမိတ်အာဏာတရထက်ရောက်အုပ်ချုပ်ခဲ့မယ်ဆိုရင်ကိုလံဘတ်ချင်းကပ်ခဲ့တဲ့အုပ်ချုပ်သူ၃ဦးတို့ဟာဥရောပတစ်တိုင်းလုံးကိုကိုစားပြုခဲ့မယ်ဆိုရင်သူ့ရဲ့အမေရိကခရီးစဉ်ဟာလည်းအကောင့်ထဲပေါ်လာနိုင်စရာဘာအကြောင်းမှမရှိပါဘူး။ဒါပေမဲ့ဥရောပမှာတိုင်းနိုင်ငံတွေနဲ့အုပ်ချုပ်သူတွေများပြားရှိတာကြောင့်ယာနဲ့ချီတဲ့မင်းကြီးမင်းသားတွေစီကိုချင်းကပ်တဲ့အခါကိုလံဘတ်စစ်ပြင်စမမြောက်အားထုတ်မှုမှာအောင်မြင်သွားခဲ့ပါတယ်။ဥရောပရဲ့ကိုလိုနီချက်ထွင်မှုအဖြစ်အမေရိကကိုဆေးလွှတ်လိုက်တဲ့ကိုလံဘတ်ခီးစဉ်ကနေစပိန်နိုင်ငံစီကိုစီးစိမ်ချမ်းသာတွေတရဇက်ဝင်ရောက်လာတာကိုတခြားနိုင်ငံတွေလည်းမြင်တွေ့လာတဲ့အခါမှာနောက်ထပ်နိုင်ငံ6နိုင်ငံကလည်းအလားတူဆေးလွှတ်လာပါတော့တယ်။ဥရောပမှာအမြောက်လက်နက်တွေလျှက်စစ်မီတွေပုံနှိပ်အတက်တွေတနက်ငယ်စားတွေနဲ့တခြားမရေမတွက်နိုင်တဲ့အစမ်းသစ်တီထွင်မှုတွေမှာအလားတူဖြစ်ပျက်ခဲ့တာကြီးပါပဲ။နိုင်ငံတနိုင်ငံချင်းစီဟာသူတို့ရဲ့ထူးခြားစေလက္ခဏာတွေကြောင့်အဲ့ဒီနည်းပညာတွေကိုလေ့လူရှုတာစန့်ကျင်တာတွေလုပ်ခဲ့ကြတာပါပဲ။ဒါပေမဲ့နိုင်ငံတနိုင်ငံမှာအဲ့ဒီနည်းပညာကိုလက်ခံကျင့်သုံးပြီးအကျိုးကျေးဇူးတွေခံစားလာတာကိုမြင်တွေ့တော့အခါမှာသူတို့လည်းလက်ခံကျင့်သုံးလာခဲ့ကြပါတယ်။တရုတ်ပြည်ရဲ့ညီညွတ်တဲ့နိုင်ငံရေးအခြေအနေကိုဥရောပရဲ့မညီညွတ်မှုကအသာစီးရသွားခဲ့တာပါ။တကယ်တော့တရုတ်ပြည်ရုံးတော်ဟာပင်လယ်ရချခီးစဉ်တွေကိုပဲတားမြစ်ပိတ်ပင်ခဲ့တာမဟုတ်ပါဘူး။အင်အားပြန်ခဲ့ကြတဲ့အုပ်စုတွေဟာတစ်ဖက်အုပ်စုကဆောင်ရွက်တဲ့ကိစ္စမှန်သမျှလိုက်လံနှောက်ယှက်တဲ့သဘောဖြစ်ပါတယ်။အဲ့ဒီရဲ့အကျိုးဆက်ဖြစ်ရေအားနဲ့မောင်းနေတဲ့ဆက်ရန်တရားတွေကိုရပ်တန့်ပစ်ခဲ့ပါတယ်။ရေဝရာအဖြစ်14ရာစုဝန်းကျင်မှာစက်မှုတော်လှန်ရေးဖြစ်ပွားလူဆဲအခြေအနေကနေလုံးဝရပ်ဆိုင်းသွားခဲ့တာပါ။အဲ့ဒီထဲမှာနိုင်တီဆောက်နေတဲ့စက်မှုလုပ်ငန်းတွေဆက်ရန်တရားဆိုင်ရာစီမံကိန်းတွေပါဝင်ပြီး15ရာစုနှောင်းပိုင်းမှာတော့တိုးတက်မှုတွေရပ်ဆိုင်းသွားခဲ့ပါတော့တယ်။စီလုံးညီညွတ်ခြင်းရဲ့ဆိုးကျိုးတက်ရောက်မှုတွေဟာမျက်မှောက်ခေတ်တီတောင်ဖြစ်ပေါ်နေစေလို့ဆိုနိုင်ပြီး1960နဲ့1990ပြည့်နှစ်တွေမှာတရုတ်ပြည်ရဲ့ယဉ်ကျေးမှုတော်လှန်ရေးဆိုတဲ့ရွတ်သွတ်မိုင်မဲမှုကာလအတွင်းလူတဦးတယောက်သို့မဟုတ်လူတစုတစ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့တိုင်းပြည်ရဲ့စာသင်ကျောင်းတွေကို9နှစ်ကျော်ပိတ်ထားခဲ့ပါတယ်။တရုတ်ပြည်ရဲ့စီးလုံးညီညွတ်မှုနဲ့ဥရောပရဲ့အဆုံးမရှိတဲ့မစည်းလုံးမှုတွေဟာတမိုင်းကြောင်းရှည်လျားစွာပဲရှိခဲ့ပါတယ်။တရုတ်ပြည်ဟာနိုင်ငံရေးအရစီးလုံးညီညွတ်ခဲ့တာ BC 221ခုနှစ်ကတည်းကဖြစ်ပြီးတခုတည်းသောစာရေးနည်းစနစ်ဘာသာစကားနဲ့ယဉ်ကျေးမှုတွေဟာလည်းနှစ်ပေါင်း2000ကျော်တည်တံ့ခဲ့ပါတယ်။ဥရောပမှာတော့အဲ့လိုစီးလုံးညီညွတ်ဖို့နည်းနည်းမှတော့မနှီးစက်ခဲ့ပါဘူး။14ရာစုတုန်းကဆိုရင်ကိုပိုင်အုပ်ချုပ်ရာဒေသငယ်ပေါင်း1000ကျော်ရှိခဲ့ပြီးအဲ့ဒီ1500ဝန်းကျင်မှာတော့နိုင်ငံငယ်ပေါင်း900ရှိခဲ့ပါတယ်။
1980ပြည့်နှစ်တွေမှာတော့25နိုင်ငံအဖြစ်ပေါင်းစည်းခဲ့ကြပြီးယခုအခါမှာတော့နိုင်ငံ40လောက်ထိပြန်လည်တိုးမြင့်သွားကြဖြစ်ပါတယ်။ဥရောပမှာဘာသာစကားပေါင်း45ခုရှိပြီးဘာသာစကားတစ်ခုချင်းစီမှာသူတို့ရဲ့အထူးပြုအခရာစနစ်တွေနဲ့ရေးသားကြပါတယ်။ယဉ်ကျေးမှုအရဆိုရင်ထူးခြားအသွင်ပြင်များစွာတို့ပိုင်ဆိုင်ထားကြပါတယ်။နိုင်ငံရေးအင်အားနဲ့နည်းပညာတွေမှာတရုတ်ပြည်အနေနဲ့ဥရောပထက်စောစီးစွာပိုင်ဆိုင်ခဲ့တဲ့အသာစီးရရှိမှုကိုဘလို့ဆုံးရှုံးသွားခဲ့တယ်လဲဆိုတာကိုနားလည်ဖို့တရုတ်ပြည်ရဲ့စည်းလုံးညီညွတ်မှုနဲ့ဥရောပရဲ့မညီညွတ်မှုကိုအရင်နားလည်ရပါလိမ့်မယ်။အဲ့ဒါကိုဖြေဆိုဖို့အတွက်တရုတ်ပြည်နဲ့ဥရောပတို့ရဲ့မြေပုံနဲ့ပထဝီဝင်တည်နေပုံကိုတစ်ချက်ကြည့်ပါ။ဥရောပဟာဆိုရင်ကျွန်းဆွယ်ကြီး9ခုနဲ့ကျွန်းကြီး2ကျွန်းအဖြစ်ဖွဲ့စည်းတည်ရှိပြီးဒေသတစ်ခုချင်းစီမှာသူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားယဉ်ကျေးမှုနဲ့အုပ်ချုပ်ရေးစနစ်တွေပေါ်ထွန်းစေဖို့အခြေအနေများစွာကောင်းမွန်ပါတယ်။အဲ့ဒီကျွန်းဆွယ်ကြီးတွေကတော့ Greece, Italy, Iberia, Spain, Portugal, Denmark နဲ့ Scandinavia, Sweden, Norway တို့ပဲဖြစ်ကြပါတယ်။တရုတ်ပြည်ရဲ့ကမ်းရိုးတန်းတွေကတော့အဲ့လိုမဟုတ်ပဲများစွာပြည့်ပြည့်လို့နေပါတယ်။ဥရောပရဲ့ကျွန်းကြီး2ကျွန်းအဖြစ်ပြည်ထိုင်နဲ့အိုင်ယာလန်တို့တည်ရှိကြပြီးနိုင်ငံရေးအရတိကျလွတ်လပ်မှုနဲ့လူမျိုးဘာသာစကားတွေပေါ်ထွန်းစေဖို့အလားအလာကောင်းမွန်တယ်လို့ပြည်ထိုင်ဆိုရင်ဥရောပရဲ့အထူးအင်အားကြီးနိုင်ငံဖြစ်ဖို့လဲနီးကပ်စွာတည်ရှိပါတယ်။ဒါပေမဲ့တရုတ်ပြည်ရဲ့ကျွန်း2ကျွန်းကတော့ထိုင်ဝမ်နဲ့ဟိုင်နန်တို့ဖြစ်ပြီးနှစ်နေရာစလုံးဟာအရွယ်စားရအိုင်ယာလန်ရဲ့တဝက်တောင်မရှိတဲ့ပြင်လွတ်လပ်တဲ့နိုင်ငံရေးအာဏာပိုင်ဆိုင်မှုအလားအလာနည်းပါပါတယ်။ထိုင်ဝမ်ဆိုပြီးတိကျနိုင်ငံငယ်ဖြစ်ခွဲထွက်လာတာဆယ်စုနှစ်အနေငယ်ပဲရှိအောင်မှာပါ။တရုတ်ပြည်ရဲ့အထူးမြစ်ကြီးနှစ်သွယ်ဖြစ်တဲ့မြစ်ဝါမြစ်နဲ့ရန်စီမြစ်တို့ဟာနိုင်ငံရဲ့အရှိအနောက်ကိုဆက်သွယ်ပေးထားတာကြောင့်တစုတစည်းတည်းဖြစ်နေပါတယ်။ဥရောပရဲ့မြစ်နှစ်သွယ်ဖြစ်တဲ့ရိုင်းမြစ်နဲ့ဒန်နူဘီမြစ်တို့ကတော့အရွယ်စားရလည်းသိငယ်တယ်လို့ဥရောပဒေသတွင်းဆက်သွယ်ဖို့အတွက်အားကိုးလို့မရပါဘူး။တရုတ်ပြည်နဲ့မတူညီပဲဥရောပဟာတိကျဖြစ်တည်မှုတွေအခြေအနေပေးပြီးအဲ့လိုတိကျတည်ရှိကြတဲ့တိုင်းနိုင်ငံလေးတွေဟာလေကျန်တဲ့တိုင်းနိုင်ငံတွေအပေါ်တိမ့်သွင်းနိုင်လောက်အောင်မကြည့်မှာပဲလွတ်လပ်မှုကိုစီနဲ့အချိန်ကြာမြင့်စွာတည်ရှိခဲ့ကြပါတယ်။ BC 21ခုနှစ်ကစတင်ပြီးတရုတ်ပြည်အနေနဲ့စီးလုံးညီညွတ်သွားပြီးတဲ့နောက်တချို့ကာလတွေမှာနိုင်ငံရေးကွဲပြားတွေရှိခဲ့တယ်ဆိုပေမဲ့နောက်ဆုံးမှာပြန်လည်စီးလုံးသွားခဲ့ကြပါတယ်။ဒါပေမဲ့ဥရောပကိုစီးလုံးညီညွတ်ဖို့တိမ့်သွင်းခဲ့တဲ့နပိုလီယန်တို့ဟစ်တလာတို့ကတော့အောင်မြင်မှုရရှိခဲ့တယ်လို့ဘယ်တော့မှမရှိခဲ့ပဲရောမအင်မာယာရဲ့တကောဩဇာအထွတ်အထိပ်ရောက်ရှိချိန်မှာတော့ဥရောပတိုက်ရဲ့တဝက်နီးပါးကိုပဲထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ပထဝီဝင်နယ်မြေဆက်ဆက်မှုနဲ့ဒေတာရင်းအလွယ်တကူကူးတန်းသွားလာနိုင်မှုတွေဟာတရုတ်ပြည်ကိုကနဦးအားသာချက်တွေရရှိစေခဲ့တာမှန်ပါတယ်။တရုတ်ပြည်တောင်ပိုင်းမြောက်ပိုင်းကမ်းခြေဒေသတွေနဲ့ကုန်းတွင်းပိုင်းတွေဥဒ္ဓကိုဆက်သွယ်နေပြီးအမျိုးအစားစုံလင်လာတဲ့စိုက်ပျိုးသီးနှံတွေမွေးမြူရေးတိရစ္ဆာန်တွေဤပညာတွေနဲ့ယဉ်ကျေးမှုတွေစတဲ့ကဏ္ဍပေါင်းစုံတို့မှာတစုတစည်းတဲ့စုပေါင်းသွားစေခဲ့ပါတယ်။ဥပမာတရုတ်ပြည်မြောက်ပိုင်းမှာလူဆက်ပြောင်းစတဲ့ကောက်နယ်ပင်တွေစိုက်ပျိုးဖြစ်ထွန်းခဲ့ပြီးကျေးဝါသုံးလုပ်တဲ့ဤပညာနဲ့စာရေးနည်းစနစ်တွေပေါ်ထွန်းခဲ့တယ်လို့တရုတ်ပြည်တောင်ပိုင်းမှာလည်းစံစပါးစိုက်ပျိုးခြင်းနဲ့တန်ကျွတ်ဤပညာတွေပေါ်ထွန်းလာခဲ့ပါတယ်။အရင်အခန်းတွေတုန်းကဆိုရင်ဤပညာပြန်ပွားဖို့အတွက်အတားအဆီးဖြစ်စေခဲ့တဲ့တဘာဝရေမြေနေသားတွေကိုအဓိကထားဖော်ပြခဲ့တာပါ။ဒါပေမဲ့ဒီအခန်းမှာတော့တရုတ်ပြည်ရဲ့အခုလိုဆက်သွယ်သွားလာဖို့လွယ်ကူပြီးချိတ်ဆက်တည်ရှိနေတာကိုကအားနည်းချက်ဖြစ်သွားခဲ့ရတယ်လို့ဆိုချင်ပါတယ်။ဘာလို့လဲဆိုရင်နိုင်ငံရေးအရာတစုတစည်းတည်းဖြစ်သွားခဲ့တဲ့နောက်တအုပ်ဆံပိုင်ဗြိတိန်စနစ်နဲ့အုပ်ချုပ်ရာမှာထုတ်ပြန်လိုက်တဲ့အမိန့်တရားဟာစံသစ်တည်ထွင်မှုအားလုံးကိုနှီးကုန်းချုပ်သွားစေမှာပဲဖြစ်ပါတယ်။ဥရောပရဲ့ကျိုးစွတွေနဲ့ဖွဲ့စည်းထားတဲ့ပထဝီဝင်အနေအထားမှာတော့ဒါစင်နဲ့ချီတဲ့လွတ်လပ်တဲ့တိကျနိုင်ငံငယ်လေးတွေဟာစံသစ်တည်ထွင်ရာအချက်အချာတွေဖြစ်လာခဲ့ပြီးအချင်းချင်းနဲ့အပြိုင်ဆိုင်ရှိကြပါတယ်။စံသစ်တည်ထွင်မှုတစ်ခုခုကိုတိုင်းနိုင်ငံတစ်ခုကမလေ့လာမလိုက်စားဘူးဆိုရင်တော့နောက်ထပ်တိုင်းနိုင်ငံတစ်ခုခုကလေ့လာလိုက်စားပြီးဖိအားပေးခံရတာတွေစီးပွားရေးအရနောက်ကျကျရေးခဲ့တာတွေဖြစ်စေနိုင်ပါတယ်။ဥရောပရဲ့ပထဝီဝင်အတားအဆီးတွေဟာနိုင်ငံရေးအရစူးစီးမှုတွေကိုအတားအဆီးဖြစ်နေခဲ့ပေမဲ့ဤပညာနဲ့စိတ်ကူးအတွေးအမြင်တွေကိုတော့တားဆီးထားရှိဖို့မလုံလောက်ခဲ့ပါဘူး။အဲ့ဒီတော့တရုတ်ပြည်လိုမျိုးဥရောပတိုင်းလုံးရဲ့ဤပညာတစ်ခုခုကိုပိတ်ပင်တားမြစ်လိုက်မယ်တအုပ်ဆံပိုင်ဗြိတိန်မျိုးဘယ်တော့မှမရှိခဲ့ပါဘူး။အခုလိုနှိုင်းယှဉ်တင်ပြချက်အရပထဝီဝင်ရေမြေဆက်ဆက်မှုဟာဤပညာတွေစင်ကဲတိုးတက်လာဖို့အတွက်အပြုသဘောရောအပြည့်သဘောပါတက်ရောက်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။ရေရှည်မှာဆိုရင်တော့ဤပညာတွေဟာပထဝီဝင်အနေထားလုံးဝဆက်ဆက်မှုမရှိတာလည်းမဟုတ်အရန်ထိစံနေရလည်းမဟုတ်တဲ့အတန်တစ်ဆက်ဆက်မှုရှိတဲ့အနေထားတွေမှာပိုပြီးလက်ဆင့်ကမ်းပြတ်နေမှုလွယ်ကူတယ်ဆိုရမှာဖြစ်ပါတယ်။ယူရေးရှားရဲ့မတူကွဲပြားတဲ့အစိပ်ပိုင်းတွေကိုခြားနာတဲ့တမိုင်းကြောင်းတွေဖြစ်စေခဲ့တဲ့တခြားအကြောင်းရင်းတွေလည်းရှိပါသေးတယ်။ဥပမာတရုတ်ပြည်လာချမ်းဒေသနဲ့ဥရောပတို့ဟာအရှေ့အလယ်ပိုင်းဒေသကနေမြင်းစည်းကျွမ်းကျင်တဲ့လူရိုင်းမျိုးနွယ်တွေရဲ့ချင်းချောက်ခြင်းကိုအမြဲလိုကြုံတွေ့ကြရပါတယ်။ဒါပေမဲ့အဲ့လိုတိုက်ခိုက်မှုတွေရဲ့အကျိုးဆက်ကိုခံစားရဝင်ခြင်းတော့မတူကြပါဘူး။အဲ့လိုခြေသလုံးအိမ်တိုင်းလှည့်လည်သွားလာကြတဲ့တောတွင်းတွေမျိုးနွယ်စုတွေ
အဲ့ဒီအင်အားကောင်းတဲ့မွန်ဂိုတွေဟာအီရန်နဲ့အီရတ်ဒေသတွေကဆယ်ရီပေးစနစ်တွေကိုအလုံးစုံဖျက်ဆီးပစ်ခဲ့ပူပါတယ်။ဒါပေမဲ့အဲ့ဒီအာရှနွယ်ဖွားမြင်းစည်းသေးတွေဟာဥရောပမှာတော့ဟန်ဂေရီလီမီကိုကျော်လွန်ပြီးကျူးကျော်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးပါဘူး။ပထဝီအနေထားအရလာချမ်းဒေသဟာအာရှနဲ့ဥရောပကိုလူသွားလာတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်နေခဲ့ပြီးတရုတ်ပြည်ကတော့အရှိစွန်းမှာနှိုင်းရအခြေအနေရအထီးကျန်သဘောဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲနည်းပညာဆိုင်ရာတိုးတက်မှုတွေမှာတိုင်းတစ်ပိုင်းရဲ့နည်းပညာတွေကိုလက်ခံဖို့ရအဟံအတားဖြစ်ခဲ့ပုံရပါတယ်။နေရာမှာအသစ်တွေဟာနေရာမှာအဟောင်းတွေကိုပြုတ်ပြင်းမွမ်းမံထားတာတွေလူအများကယူဆခဲ့ကြပါတယ်။အခုခေတ်မှာတော့ဒါတွေကပြောင်းလဲလာခဲ့ပါပြီ။လျှက်စစ်တကူတဲ့ကရိယာ transistor ဟာ1948ခုနှစ်မှာဘဲသုတေသနခန်း Graham Bell ကနေတည်ထောင်လိုက်တာမှန်ပေမဲ့မိုင်8000ကျော်ကွာဝေးတဲ့ဂျပန်နိုင်ငံကလျှက်စစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေစီကိုခုန်ကူးသွားခဲ့ပါတယ်။ပိုပြီးခရီးကွာဝေးနေစတဲ့ဇိုင်ယာတို့ပါရာဂွိုင်းတို့စီကိုမသွားခဲ့ပါဘူး။ပါဝါဆွဲမကတစ်ကိုရရှိတဲ့တိုင်းနိုင်ငံတွေဟာလည်းလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကနန်းတုန်းကစားနေရိတ်ခါထုတ်လုပ်ပြီးတော့၎င်းအဲ့လိုထုတ်လုပ်နိုင်သူတွေစုစည်းပြီးတော့၎င်းအသာစီးရရှိအောင်ဆောင်ရွက်ခဲ့တဲ့နေရာမှာအတိုင်းလဲပတ်နေကြဆဲဖြစ်ပါတယ်။ဇိုင်ယာနဲ့ပါရာဂွိုင်းတို့နဲ့မတူပဲဂျပန်နိုင်ငံဟာ transistor ကိုအလင်းမြန်မဲ့လက်ဆင့်ကမ်းယူလိုက်ပါတယ်။ဘာလို့လဲဆိုရင်သူတို့ရဲ့လူအဖွဲ့အစည်းဟာစာပေတက်မြောက်မှုအရာလေးတက်တန်းရှိခဲ့တယ်။တပ်တုနည်းပညာမှာလည်းကျွမ်းကျင်လိမ္မာကြတယ်။ဗဟိုချုပ်ကိုင်အစိုးရနဲ့နိုင်ငံရေးစနစ်ကလည်းခိုင်မာပြီးဖြစ်ခဲ့လို့ပါပဲ။အဲဒီတော့ခေတ်သစ်ကမ္ဘာလောကမှာအင်အားသာစီးရရှိပြီးအောင်မြင်တိုးတက်ဖို့ဆိုရင်အရင်တိုင်းနိုင်ငံဟောင်းနေရာမှာအစားထိုးပြီးတော့ဖြစ်ပါစေ။အိန္ဒိယနိုင်ငံရဲ့တိုးတက်မှုတွေကိုလက်ဆင့်ကမ်းမျှဝေရင်းနဲ့ဖြစ်စေ။တိုင်းတစ်ပါးကနေပြောင်းရွှေ့အခြေချတဲ့ပညာရှင်တွေကိုလက်ခံပြီးတော့ဖြစ်စေအားထုတ်နိုင်ကြပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်အားထုတ်ကြတဲ့နေရာမှာအခက်အခဲမေးမြင်ပြီးကြံရစ်ခဲ့သူတွေကတော့ဇာဟာရဒေသနာတွေကအာဖရိကဒေသခံတွေဩစတြေးလျဒေသခံတွေနဲ့အမေရိကအိန္ဒိယဒေသခံတွေပဲဖြစ်ပါတယ်။အဲဒါဆိုရင်လူ့အဖွဲ့အစည်းတွေအတွင်းကလူတဦးတယောက်ချင်းစီရဲ့အားထုတ်မှုတွေရဲ့အကျိုးဆက်တွေကိုရောဘယ်လိုပြောရမှာပါလဲ။1944ခုနှစ်ဇူလိုင်20ရက်နေ့တုန်းကဆိုရင်ဂျာမန်အဓိပတိကြီးဟစ်တလာကိုလှုပ်ချင်ပြီးမြို့တော်ဘာလင်မှာအာဏာသိမ်းမှုစီစဉ်ခဲ့ရမှာမအောင်မြင်ခဲ့တဲ့လုပ်ရကိုဥပမာပြုကြလိမ့်ရှိပါတယ်။ဖြစ်စဉ်နှစ်ရက်စလုံးကိုဒုတိယကမ္ဘာစစ်မှာနိုင်ရတော့မယ်မဟုတ်လို့ယူဆကြပြီးငြိမ်းချမ်းညှိနှိုင်းမှုဆုံးဖြတ်ခဲ့တဲ့ဂျာမန်တွေကပဲဥဆောင်ခဲ့ကြတာပါ။အဲဒီတော့ကဆိုရင်အရှိဘက်စစ်မျက်နှာဟာရုရှားပြည်နယ်နမိတ်အတွင်းမှာပဲရှိပါသေးတယ်။အစည်းအဝေးစပွဲခွန်ရဲ့အောက်မှာထားရှိလိုက်တဲ့ချိန်ကိုက်ပုံကြောင့်ဂျာမန်အဓိပတိကြီးဟစ်တလာဒဏ်ရာရရှိသွားခဲ့ပါတယ်။တကယ်လို့သာအဲ့ဒီချိန်ကိုက်ပုံတည်ဆောင်လာတဲ့လက်ဆွဲအိတ်ကိုနည်းနည်းလောက်အနာတိုးပြီးထားခဲ့လိုက်ရင်အဲ့ဒီနေ့ကဟစ်တလာအသက်ရှင်နိုင်မှုမရှိပါဘူး။ဥရောပအရှေ့ချမ်းရဲ့ခေတ်သစ်မြေပုံနဲ့စစ်ရေးတိုက်ပွဲတို့ဟာလည်းဟစ်တလာစောစီးတည်ဆုံသွားခဲ့ပြီးဒုတိယကမ္ဘာစစ်လည်းအဲ့ဒီအချိန်မှာရပ်တန့်နိုင်ခဲ့ရင်အတော်ကြီးပြောင်းလဲသွားခဲ့မှာပဲဖြစ်ပါတယ်။1930ခုနှစ်နွေရာသီတုန်းကလည်းဟစ်တလာနိုင်ငံတော်အာဏာတော်မရယူရသေးခင်မှာသူစင်းနေလိုက်ပါလာတဲ့မော်တော်ကားဟာကုန်တင်ကားကြီးတစ်စင်းနဲ့တိုက်မိမလို့ဖြစ်ခဲ့ပါသေးတယ်။ဟစ်တလာစီးနေလာတဲ့မော်တော်ကားကိုတက်ကြိတ်မိခံနေလိမ့်မှာပဲ။ကုန်တင်ကားမောင်းသူကဘရိတ်ကိုအချိန်ဖမ်းအောင်နိုင်ခဲ့တာကြောင့်အသက်ဘေးကနေတီးတီးလေးလွတ်သွားခဲ့ပါတယ်။တကယ်လို့သာအဲ့ဒီကုန်တင်ကားမောင်းသူသာဘရိတ်အုပ်တာ10စက္ကန့်လောက်နောက်ကျသွားခင်နာဇီပါတီပေါ်ပေါက်လာပြီးဂျာမန်နိုင်ငံတော်အာဏာကိုရယူနိုင်ဖို့တို့ဒုတိယကမ္ဘာစစ်ဖြစ်ပွားဖို့တို့ဆိုတာတွေဟာလက်ရှိအခြေအနေနဲ့များစွာကွာခြားနေပါလိမ့်မယ်။ဟစ်တလာနီးတူအခြားသမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့မာအလက်ဇန်ဒါဩဂတ်စတက်ဗုဒ္ဓခရစ်တော်လီနေမာတင်လူသာအင်္ဂါဘုရင်ပါချာကူဒီမိုဟာမက်ဝီလီယံဇူလူဘုရင်ရှာကာတို့လိုကောင်းဆောင်တွေနဲ့ပတ်သက်ပြီးတော့လေအထက်မှာဖော်ပြသွားတဲ့ဖြစ်ရမျိုးတွေရှိခဲ့ရင်သမိုင်းဟာပြောင်းလဲသွားခဲ့မှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုလူပုဂ္ဂိုလ်တို့တယောက်ရဲ့ပယောဂကြောင့်စာရေးနည်းစနစ်တွေစာနယ်ရိပ်ကထုတ်လုပ်နိုင်မှုတွေတန်တက်တုနည်းပညာကျွမ်းကျင်မှုတွေမှာတော့အထူးအထွေပြောင်းလဲနိုင်စရာရှိနိုင်မှုအလားအလာနည်းလာပါတယ်။လူတူဦးချင်းတယောက်ချင်းစီရဲ့အားထုတ်မှုကြောင့်တက်ရောက်မှုတွေဘလောက်ကျေပြန့်ပြီးဘလောက်တာရှိခံမဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးထပ်မံလေ့လာဖို့လိုနေသေးတယ်လို့တော့ယူဆမိပါတယ်။သမိုင်းပညာရဲ့ကိုလောကရက်သိပ္ပံလို့ရေးပူရာအဖြစ်မယူဆကြပါဘူး။လူမှုဘာသာရဲ့အဖြစ်ပဲသဘောထားကြပါတယ်။လွန်ရောကျွံရောလူမှုရေးသိပ္ပံလို့ယူဆကြပြီးလောကရက်သိပ္ပံနဲ့တော့လာလာမှမနှီးစက်လို့ပဲမှတ်ယူကြပါတယ်။အုပ်ချုပ်သူအစိုးရတွေကနိုင်ငံရေးသိပ္ပံလို့ခေါ်ဆိုတာတွေနိုဘယ်ဆုပေးရမှာစီးပွားရေးသိပ္ပံလို့ခေါ်ဆိုတာတွေရှိပေမဲ့သမိုင်းဌာနကိုတော့ဘယ်သူကမှသမိုင်းသိပ္ပံဌာနရေလို့ခေါ်ဆိုခြင်းမပြုကြပါဘူး။သမိုင်းပညာရှင်များစုကလည်းသူတို့ကိုသူတို့သိပ္ပံပညာရှင်လို့မယူဆကြပဲ။တဘောသိပ္ပံအကြောင်းတွေလေ့လာချင်းကပ်မှုနည်းပညာတွေအကြောင်းလဲထဲထဲဝင်မသိယူခဲ့ကြဘူးပါဘူး။သမိုင်းဆိုတာအချက်လက်တွေတစ်ခုပြီးတစ်ခုလေ့လာမှတ်သားရခြင်း။သမိုင်းဆိုတာအနည်းနဲ့အများဆိုသလိုအရှုပ်ထွေကြီးစုနေတဲ့ဟာ။သမိုင်းမှာဘာပြီးရင်ဘာဖြစ်တဲ့ဆိုတဲ့နေရာမှရလို့မရှိ။ရုပ်စုံမှန်ပြောင်းကြည့်ရသလိုတစ်ခုပြီးတစ်ခုသူ့ဘာသာဖြစ်ပွားနေရတွေကိုပြောတာ။စသဖြင့်သ
တမိုင်းနဲ့ပတ်သက်ပြီးပြောကြဆိုကြတာတွေများစွာရှိပါတယ်ဂျိုရီရဲ့ပလန်ကိုလေ့လာပြီးတော့ယေဝီယ theory ထုတ်ဖို့ထက်တမိုင်းကိုလေ့လာပြီးတော့ယေဝီယ theory ထုတ်နိုင်မှုကအများကြီးပုံမခက်ခဲတယ်ဆိုတာကိုတော့ညှင်းဆန်မဲ့သူမရှိပါဘူးဒါပေမဲ့အဲ့လိုခင်းရင်မှုတွေဟာမဖြစ်နိုင်ဘူးဆိုတာတော့မဟုတ်ပါဘူးတမိုင်းဆိုင်ရာတခြားဘာသာရပ်တွေမှာလည်းလောကရဲ့သိပ္ပံလိုလေ့လာမှုတွေရှိတာပါပဲဥပမာနက္ခတ္တဗေဒနိခါရကဗေဒဘူမိဗေဒဂေဟဗေဒယာတိဥတုပညာနက္ခတ္တဗေဒနဲ့စင်ကဲဖြစ်စဉ်ဇီဝဗေဒတွေဟာလည်းတမိုင်းနဲ့အလားတူတူညီကြတယ်လောကရဲ့သိပ္ပံလို့ဆိုလိုက်ရင်လူတွေရဲ့အမြင်မှာယူဘဗေဒနဲ့အလားတူပညာရပ်တွေအကြောင်းမှတ်ယူလိုက်ကြပြီးအဲ့ဒီပညာရပ်တွေကလေးလာချင်းကပ်မှုနည်းလမ်းတွေဟာလူမှုရေးဘာသာရပ်တွေအတွက်ကိုက်ညီမှာမဟုတ်လို့ယူဆလေရှိကြပါတယ်တကယ်ဆိုလောကရဲ့သိပ္ပံ science ဆိုတဲ့ဝါဝါဒကိုကလက်တင်ဘာသာစကားရ science ဆိုတာကနေဆင်းသက်လာခဲ့ပြီးအသိပညာဘ ഹു တုတရဲ့လို့အထိပ္ပယ်ရတာပဲမဟုတ်လားတကယ်တော့သမိုင်းဆိုင်ရာသိပ္ပံဘာသာရပ်တွေဟာလေယူဘဗေဒဓာတုဗေဒမော်လီကျူးဇီဝဗေဒဘာသာရပ်တွေနဲ့တူညီတဲ့လက္ခဏာတွေပါဝင်တာပါပဲကောက်နှုတ်ဖော်ပြရမယ်ဆိုရင်လေးလာချင်းကမှုနည်းစနစ်အကျိုးတရားကိုဖြစ်စေခြင်းခံမဲ့ဟောကိန်းထုတ်မှုနဲ့ခက်ခဲနန်းနေမှုတို့ပဲဖြစ်ပါတယ်ယူဘဗေဒမှာဆိုရင်လေးလာချင်းကမှုတွေအတွက်အဓိကနည်းလမ်းဟာသုတေသနတခွဲခန်းထဲမှာလက်တွေ့စမ်းသပ်ချက်တွေပဲဖြစ်ပါတယ်လေးလာရမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီးအဝိုင်းကန့်သက်လိုက်မယ်ပြီးရင်စိတ်စော်အခြေအနေနဲ့သုတေသနပြုလုပ်တာကိုစမ်းသပ်မယ်ဒိန်းချုပ်အခြေအနေနဲ့ကိန်းတွေအနေထားလက်တွေ့စမ်းသပ်ချက်တွေဆောင်ရွက်ကြည့်မယ်အဲ့ဒီဆောင်ရွက်ချက်တွေကိုပဲနောက်တစ်ချိန်ပြန်လည်ဆောင်ရွက်ကြည့်ပြီးအရင်တစ်ခါအတိုင်းရလက်တွေထွက်ပေါ်လာသလားစမ်းစစ်မယ်အဲ့ဒီကနေကိန်းကနန်းဆိုင်ရာ data တွေထုတ်မယ်စသဖြင့်ပေါ့ဒါပေမဲ့သမိုင်းဆိုင်ရာသိပ္ပံတွေမှာတော့သုတေသနတခွဲခန်းတွေကစမ်းသပ်ချက်တွေဟာဘလို့မှကိုက်ညီမယ်မဟုတ်ပါဘူးခြေတရာအဖွဲ့အစည်းရဲ့ဒီနေ့ပုံပြောင်းလဲခြင်းလို့လည်းမရဟာရီကိန်းမုန်တိုင်းတွေကိုစတင်စေတာရက်တန့်စေတာလည်းလုပ်လို့မရရေခဲခေကိုပြန်အစာပြိုးတာဏီကုန်းချုပ်တာတွေလည်းထိန်းချုပ်မရတဘာဝဘေးမဲ့တော်တွေကဂရေစီတီဝက်ဝင်တွေကိုတုတ်တင်ကြည့်ဖို့လည်းမဖြစ်နိုင်ရန်နိုဆော်ရီရဲ့စင်ကဲဖြစ်စဉ်အတွင်းရရှိအောင်နောက်တစ်ခါပြန်အစကနေစမ်းသပ်ဆိုတာမျိုးလည်းမရပါဘူးအဲ့ဒီစာသမိုင်းဆိုင်ရာသိပ္ပံပညာရပ်တွေကိုတော့အခြားနည်းလမ်းတွေနဲ့လေ့လာရပါတယ်လေ့လာစောင့်ကြည့်ခြင်းခိုင်းနှိုင်းရှင်ထိုးခြင်းတဘာဝစမ်းသပ်ချက်တွေကိုသုံးသပ်ခြင်းဆိုတဲ့နည်းလမ်းတွေဆိုပါတော့သမိုင်းဆိုင်ရာသိပ္ပံမှာဆိုရင်အနည်းဆုံးအကြောင်းရင်းနဲ့အန်ဒီမှာအကြောင်းရင်းဆိုတာတွေကိုချိတ်ဆက်ပြောဆိုနေကြပါတယ်ယူဘဗေဒတို့ဓာတုဗေဒတို့လိုပညာရပ်တွေမှာတော့အန်ဒီမှာအကြောင်းရင်းတို့ရည်ရွယ်ချက်တို့လုပ်ငန်းတာဝန်တို့လိုဝါဒတွေဟာဘာအထိပ္ပယ်မှမရှိပါဘူးဒါပေမဲ့လူသားတွေရဲ့လုပ်ကိုင်ဆောင်ရွက်တဲ့စနစ်တွေအကြောင်းနားလည်ခြင်းနဲ့ဆိုရင်တော့မဖြစ်မနေတည်ထားရပါလိမ့်မယ်ဥပမာအာတိတ်ဒေသကတောယုံတွေမှာနွေရာသီဆိုအမွှေးရအညွှန်အောင်ပြောင်းပြီးဆောင်းရာသီဆိုဘာလို့အဖြူအောင်ပြန်ပြောင်းသွားရလဲဆိုတာကိုလေ့လာတဲ့စင်ကဲဖြစ်စဉ်ဆိုင်ရာဇီဝဗေဒပညာရှင်တို့ဟာတောယုံရဲ့အမွှေးတွေကရောင်ချဲဆက်တွေနဲ့ဇီဝထိန်းညီမှုကြောင့်အယောင်ပြောင်းလဲခြင်းဆိုတာတော့နဲ့ကျင်းနေမှာမဟုတ်ပါဘူးအဲ့တဲ့ပိုးပြီးအရေးပါတယ်မိကွန်းကအဲ့လိုအယောင်ပြောင်းလဲမှုဟာဘယ်လိုလုပ်ငန်းတာဝန်ကိုထမ်းဆောင်တယ်လဲဆိုတော့ပါသူ့ကိုဖန်ဆီးစားတော့မဲ့တာရဲတိဆန်တွေမြင်ရခက်ခဲစေဘူးလားဒါမှမဟုတ်အန်ဒီမှာအကြောင်းရင်းသဘောနေနဲ့စင်ကဲဖြစ်စဉ်မှာယာတီစဝန်းပြောင်းလဲမှုကိုလိုက်ပြီးအမွှေးရောင်မပြောင်းလဲတဲ့ယုံမျိုးတွေတပြေးပြေးနေပါသွားတဲ့သဘောဝလျောက်ရွေးချယ်မှုမျိုးကြောင့်လားဆိုတာတွေပေါ့တမိုင်းဆိုင်ရာသိပ္ပံနဲ့တမိုင်းမဟုတ်တဲ့သိပ္ပံပညာရပ်တွေကြားနောက်ထပ်ခြားနာချက်ကတော့ခံမဲဟောကိန်းထုတ်မှုပဲဖြစ်ပါတယ်ဓာတုဗေဒနဲ့ယူဘဗေဒတွေမှာဆိုရင် DNA အက်ဆစ်စမ်းသပ်ချက်တရားဟာအဲ့ဒီတွေရဲ့အနာဂတ်အပြုမှုဆိုင်ရာပေါ်အောင်မြင်စွာခံမဲနိုင်မလားဆိုတာနဲ့သုံးသပ်ကြည့်ကြပါတယ်စင်ကဲဖြစ်စဉ်ဆိုင်ရာဇီဝဗေဒနဲ့တမိုင်းတွေကြတော့ယူဘဗေဒသင်ယူသူတွေကသိအထင်မကြီးကြပါဘူးဘာလို့လဲဆိုတော့အဲ့ဒီဘာသာရပ်တွေမှာကြအလားတူခံမဲဟောကိန်းထုတ်လို့မရနိုင်တာကြောင့်ပါတမိုင်းဆိုင်ရာသိပ္ပံတွေမှာဆိုရင်ဖြစ်ပွားပြီးတော့မှဖွင့်ဆိုရှင်းပြတာမျိုးပဲလုပ်လို့ရှိပါတယ်ဥပမာလွန်ခဲ့တဲ့နှစ်ပေါင်း66တန်းတုန်းကကမ္ဘာမျိုးဥက္ကာပြင်ကြီးဝင်တိုက်တဲ့အခါမှာဒိုင်နိုဆောတွေမျိုးတုံးသွားခဲ့ပြီမဲ့ဂျန်တဲ့တတဝါတွေဘာလို့မျိုးတုံးမသွားခဲ့တယ်လဲဆိုတာမျိုးပေါ့ဒါပေမဲ့ကြိုတင်ဟောကိန်းထုတ်တာတွေခံမှန်းတာတွေကပိုပြီးခက်ခဲ့ပါတယ်ဥပမာပြီးခဲ့တဲ့အတိတ်တုန်းကတချို့သောဖြစ်ရည်တွေများမဖြစ်ပွားခဲ့ဘူးဆိုရင်ဘယ်တတဝါမျိုးစိတ်တွေမျိုးတုံးသွားမှာပါလိမ့်ဆိုပြီးခံမှန်းလို့မရနိုင်ဘူးပေါ့တမိုင်းဆိုင်ရာဖြစ်တည်မှုဇယိုက်လက္ခဏာတွေဟာခံမှန်းချက်ဟောကိန်းတွေကိုပုံမရှုပ်ထွေးစေပြီးအမျိုးမျိုးသောလမ်းကြောင်းတွေစီကိုလည်းဥတည်စေနိုင်ပါတယ်လူအဖွဲ့အစည်းတွေနဲ့ဒိုင်နိုဆောတွေဟာလည်းစမ်းပြရှုပ်ထွေးစွာပဲဖွဲ့စည်းထားတာဖြစ်ပြီးသူတို့ကိုမောင်းနေတဲ့အကြောင်းခံတရားတွေအများပြားရှိမှာပဲဖြစ်ပါတယ်အဲဒီတော့အကျိုးဆက်အဖြစ်အဖွဲ့အစည်းတရက်မှာအောက်ခြေဘက်ကနေပြောင်းလဲမှုအနေချင်းဟာထိပ်ပိုင်းမှာအပြောင်းလဲတဲ့စုံတွေဟာပေါ်ထွက်လာစေနိုင်တာအမှန်ပါပဲခုနပြောသွားခဲ့တဲ့ဥပမာအတိုင်းဆိုရရင်1930ခုနှစ်တုန်းကကိုနေကားမောင်းသူဟာ
ဘရိတ်ကိုမြင်မဲ့ဆက်ဆက်မဖမ်းခဲ့ရင်ဒုတိယကမ္ဘာစစ်အတွင်းမှာဟစ်တလာကြောင့်တည်ကြည်ပျက်စီးရမယ်လူအသက်တန်းနဲ့ချီတဲ့ရေတွက်ကိုတက်ရောက်မှုဖြစ်စေမှာပါပဲဇီဝဗေဒပညာရှင်အများစုအနေနဲ့ဇီဝကမ္မဖြစ်တည်မှုတွေဟာရုပ်ပိုင်းဆိုင်ရာဇိလက္ခဏာတွေနဲ့ကွမ်တမ်သဘောတရားတွေကိုအလုံးစုံလိုက်နာတာအမှန်ပဲလို့လက်ခံကြပေမဲ့ပြဋ္ဌာန်းခံအကြောင်းရင်းဖြစ်တဲ့ဒေဂျာပေါက်ခံမှန်းပြောဆိုတာမျိုးတော့ဖြစ်နိုင်မှာမဟုတ်ပါဘူးကွမ်တမ်သဘောတရားကိုနားလည်သဘောပေါက်ခြင်းဟာဩစတြေးလျကရင်ဘတ်မှာအိပ်ပါတဲ့နှုတ်တိုက်တတဝါတွေဘာလို့မျိုးတုံးသွားတာလဲလို့ပထမကမ္ဘာစစ်မှာမဟာမိတ်တို့ဘက်ကဘာလို့အနိုင်ရခဲ့တာလို့ဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူးရေခဲမြစ်တွေနဗျူလာတွေဟာရီကိန်းမုန်တိုင်းတွေလူ့အဖွဲ့အစည်းတွေဇီဝမျိုးစိတ်တွေနဲ့တက်ရှိတကူချင်းစီဆက်ကလက်စီတစချင်းစီတို့ဟာဒုနည်းတူဟန်နဲ့တီးခြားသဘောဆောင်ကြပြီးသူတို့ကိုမောင်းနေနေတဲ့အကြောင်းရင်းပေါင်းမြောက်များစွာရှိကြတယ်လို့အစိပ်ပိုင်းတွေများစွာနဲ့ဖွဲ့စည်းထားကြတာဖြစ်ပါတယ်အခြေခံယူပဗေဒရဲ့အမှုန်တွေအိုက်ဆိုတုတ်တွေဓာတုဗေဒရဲ့မော်လီကျူးတွေဟာတစ်ခုနဲ့တစ်ခုထပ်တူညီနေကြတာအမှန်ပါပဲအဲဒါကြောင့်မိုက်ခရိုစကုပ်နဲ့လေ့လာနိုင်တဲ့အဝန်းဝိုင်းမှာဆိုရင်ယူပဗေဒနဲ့ဓာတုဗေဒပညာရှင်တွေဟာလောကနေရာမာတွေကိုပုံသင်နည်းထုတ်ပေးနိုင်ကြပါတယ်ဒါပေမဲ့ဇီဝဗေဒနဲ့သမိုင်းပညာရှင်တွေကတော့စရင်အချက်လက်ဆိုင်ရာလားယာတွေအရာပဲခံမှန်းချက်ထုတ်ပေးနိုင်စွမ်းရှိကြပါတယ်ကယ်လီဖိုးနီးယားတက္ကသိုလ်ဆေးရုံမှာကလေးမွေးဖွားမှုပေါင်း1000ရှိမယ်ဆိုရင်ယောက်ျားလေးမွေးဖွားမှုဟာ480နဲ့920ကြားမှာရှိမယ်ဆိုပြီးအတော်ကြီးနီးစံအောင်ခံမှန်းနိုင်ကြသလိုပါပဲအဲ့ဒီလိုပြောတော့ကိုဇနီးတဲ့ကနေတားလေးမွေးပေးမှလားသမီးလေးမွေးပေးမှလားသိနေတယ်လို့ဖြစ်နေပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ရပါဘူးအလားတူပဲသမိုင်းပညာရှင်တွေဟာလူအုပ်စုအဖွဲ့ငယ်တွေဖြစ်ကနေမျိုးနွယ်စုကြီးတွေဖြစ်ပြောင်းလဲသွားနိုင်ခြေရှိတဲ့လူအဖွဲ့အစည်းတွေကိုခံမှန်းနိုင်ကြပြီးစားနဲ့ရိတ်ကအပိုရှန်ထုတ်လုပ်နိုင်ခြင်းနဲ့လူဦးရေများပြားလာခြင်းတို့နဲ့ချိန်ဆခံမှန်းတာဖြစ်ပါတယ်ဒါပေမဲ့မျိုးနွယ်စုတွေမှာလည်းသူတို့ဇိလက္ခဏာကိုယ်စီနဲ့ရှိကြတာဖြစ်ပြီးမက္ကဆီကိုဂွာတာမာလာပီရူးနဲ့မာဒါဂတ်စကာတို့မှာမျိုးနွယ်စုကြီးတွေဖြစ်တည်လာခဲ့ကြပေမဲ့နယူးဂီနီနဲ့ဂွာလေကာနယ်တို့မှာမပေါ်ပေါက်ခဲ့ကြပါဘူး။သမိုင်းဆိုင်ရာဖြစ်ပျက်တွေနဲ့ပတ်သက်ပြီးစမ်းပြရှုပ်ထွေးမှုတွေမှန်းဆခဲ့ခဲ့တာတွေကိုနောက်တနည်းနဲ့ထောက်ပြရရင်အကြောင်းခံတရားတွေရဲ့အန်တီမှာတက်ရောက်မှုဟာလောကဓာတ်သိပ္ပံနယ်ပယ်အပြင်ဘက်မှာရောက်ရှိနေတာမျိုးလည်းဖြစ်တတ်ပါတယ်။ဥပမာဒိုင်နိုဆောတွေကိုမျိုးတုံးသွားစေခဲ့တဲ့ဥက္ကာပြန်ကြီးကပ္ပကိုထိမှန်တာမှာယူဘဗေဒသဘောတရားတွေရဲ့ခြေလည်မှုကြောင့်ဆိုတာငြင်းစရာမရှိပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း68တန်းတုန်းကသာနီခါရကဗေဒပညာရှင်တို့ဦးရှိခဲ့မယ်ဆိုရင်အဲ့လိုဥက္ကာပြန်ထိမှန်မှုကြောင့်ဒိုင်နိုဆောတွေမျိုးတုံးသွားမယ်လို့ခံမှန်းနိုင်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဥက္ကာပြန်ကလောကဓာတ်သိပ္ပံနယ်ပယ်မှာရှိနေပြီးဒိုင်နိုဆောတွေကတော့ဇီဝဗေဒနယ်ပယ်မှာရှိနေခဲ့တာကြောင့်ပါပဲ။အလားတူပါပဲ။ AD 1300နဲ့1500အကြားကအသေးစားရေခဲခဲ့ဟာဂရင်းလန်းဒေသက North မျိုးနယ်စုတွေကိုမျိုးတုံးပျောက်ကွယ်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဘယ်သမိုင်းပညာရှင်ဘယ်ရာသီဥတုဗေဒကျွမ်းကျင်သူကမှတော့အဲ့ဒီရေခဲခေတ်အသေးစားကိုကြိုတင်မခံမနိုင်ခဲ့ကြပါဘူး။အဲ့ဒါကြောင့်မလို့သမိုင်းတစ်လျှောက်ကလူအဖွဲ့အစည်းတွေရဲ့အကျိုးအကြောင်းဆက်ဆက်မှုတွေကိုတိစောက်ကြည့်ရမှာပညာရှင်တွေရင်ဆိုင်နေရတဲ့အခက်အခဲတွေဟာနက္ခတ္တဗေဒရာသီဥတုဗေဒဂေဟဗေဒစငယ်ဖြစ်စဉ်ဇီဝဗေဒဘူမိဗေဒနဲ့နိခါရကဗေဒပညာရှင်တွေကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ဆင်တူလာပါတယ်။ပညာရဲ့တစ်ခုချင်းစီတို့မှာအတိတ်ကဖြစ်ရတွေကိုပုံစံတူပြန်လည်တိစောက်ကြည့်ဖို့မဖြစ်နိုင်တာစံသက်ချက်တွေကိုဂျားဝင်ဆွဲဖက်ကြည့်ဖို့မဖြစ်နိုင်တာအကျိုးဆက်အတွက်အကြောင်းတရားတွေအများများရှိနေနိုင်တာဖြစ်ရတစ်ခုချင်းစီတိုင်းမှာထူးခြားလက္ခဏာတွေပါဝင်နေတာဥပဒေသားတစ်ခုတည်းနဲ့ဖြစ်ရတွေကိုခြုံငုံပေးမဲ့ပုံသင်နည်းထုတ်ပေါ်မရနိုင်တာအနာဂတ်ကာလဖြစ်ရတွေရဲ့ဇယိုက်လက္ခဏာတွေကိုခံမှန်းကြည့်ဖို့ခဲရင်လာတာစတဲ့အတားအဆီးပေါင်းများစွာနဲ့ရင်ဆိုင်နေကြရပါတယ်ခုနကတော့ပြောခဲ့တဲ့ကလေးမွေးဖွားမှုဖြစ်ရတစ်ထောင်မှာမိန်းကလေးရေတွက်နဲ့ယောက်ျားလေးအရေတွက်ဘလောက်ဝင်းကျင်စီလို့ခံမှန်းနိုင်တာမျိုးတွေတော့သိပ္ပံပညာရှင်တွေအနေနဲ့နှစ်ပေါင်း13000ကုန်လုံးပြီးအမေရိကန်နဲ့ယူရေးရှားတို့ရဲ့ပုတ်တိုက်မှုနောက်ခံအကြောင်းရင်းတွေကိုထုတ်နှုတ်တင်ပြနိုင်ပါလိမ့်မယ်။ဒါပေမဲ့1960ခုနှစ်မှာအမေရိကန်ရွေးကောက်ပွဲရလဒ်ဘယ်လိုဖြစ်လိမ့်မယ်ဆိုတော့ခံမှန်းနိုင်မှာမဟုတ်ပါဘူး။1960ခုနှစ်ရုပ်မြင်သံကြားထုတ်လင်းတဲ့သမရလောင်းတွေရဲ့စကားစစ်ထုံမှုတွေရကနေဒီယိုနေစင်ကအနိုင်ရမလားဆိုပြီးခံမှန်းနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဘသူကဘာပြောရဲဆိုတာကြောင့်အမေရိကန်ဒေသခံတွေကိုဥရောပတိုက်တော်တွေကတိုက်ခိုက်အောင်မြင်လိမ့်မယ်လို့ခံမှန်းနိုင်ဖို့မရှိပါဘူး။အဲ့ဒါဆိုရင်တမိုင်းပညာကိုလေ့လာသူတွေအနေနဲ့လောကဓာတ်သိပ္ပံဆိုင်ရာအတွေ့အကြုံတွေကိုဘယ်လိုများရယူနိုင်ကြမှာပါလဲ။ပညာရဲ့အတွက်တင့်တော်တဲ့ချင်းကပ်မှုအဖြစ်နှိုင်းယှဉ်လေ့လာခြင်းနဲ့တဘာဝစမ်းသပ်မှုနည်းလမ်းဆိုတာတွေကနေရရှိနိုင်ပါတယ်။ဂျေဒါယာအစုဝေးကြီးတွေကိုလေ့လာတဲ့နက္ခတ္တဗေဒပညာရှင်တွေရောတမိုင်းပညာရှင်တွေပါသူတို့ရဲ့အထူးပြုနေတွေကိုချင်းကပ်ရမှာတခွဲကန်းထဲမှာလို့ထိန်းချုပ်ကန့်သက်ပြီးစစ်ဆေးကြည့်ဖို့မဖြစ်နိုင်ပါဘူး။တဘာဝလျောက်ဖြစ်ပွားနေတာကိုစမ်းသပ်ချက်သဘောမျိုးရှုမြင်ပြီးဘလို့အကြောင်းတရားတွေရှိတဲ့အခါသို့မဟုတ်မရှိတဲ့အခါဘလို့အကျိုးတရားတွေဖြစ်စေဖို့အလားအလာများတယ်ဆိုပြီးလေ့လာချက်ကပ်ကြတော့
ဆိုလိုပါတယ်ဥပမာကုသယောဂပညာရှင်တွေဟာလူတွေကိုစားပမာဏတွေအများကြီးစားသုံးစေပြီးစမ်းသပ်ကြည့်လို့မရနိုင်ပါဘူးအဲ့ဒီစားသုံးမှုပမာဏကွဲပြားပြီးသားအုပ်စုတွေကြားခြားနားချက်တွေကိုတော့ထုတ်နှုတ်သုံးသပ်ကြည့်နိုင်ကြပါတယ်ယဉ်ကျေးမှုဆိုင်ရာမနုဿဗေဒပညာရှင်တွေအနေနဲ့လည်းလူသားမျိုးနွယ်စုတွေကိုမတူကွဲပြားတဲ့သဘာဝရင်းမြစ်တွေတစ်မျိုးစီပေးအပ်ပြီးရာစုနှစ်ပေါင်းများစွာစောင့်ကြည့်ဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ပိုလီနီးရှားလိုသဘာဝရင်းမြစ်နေပါတဲ့ဒေသကလူအဖွဲ့အစည်းတွေနဲ့သဘာဝရင်းမြစ်ပေါများကျွယ်ဝတဲ့ဒေသကလူအဖွဲ့အစည်းတွေရဲ့ရေရှည်သက်ရောက်မှုတွေကိုနှိုင်းယှဉ်သုံးသပ်ပြနိုင်ကြပါတယ်အဲ့လိုလေးလာချင်းကပ်မှုနီးလန်းတွေမှာလည်းသူနည်းသူဟန်နဲ့အာသာချက်အားနည်းချက်တွေကိုစီရှိကြတာပါပဲအတူတူဆိုရရင်ဘလို့ဖြစ်တည်လာခဲ့တယ်လဲဆိုတဲ့သမိုင်းကြောင်းတွေဟာတိတ်အရေးမပါတဲ့သဘာဝသိပ္ပံပညာရပ်တွေချက်လူသားတွေရဲ့သမိုင်းကြောင်းကိုနားလည်ဖို့အားထုတ်ကြည့်တာဟာအများကြီးပုံမခက်ခဲလာပါတယ်အဲ့ဒါတော့ပညာရှင်အများစုလက်ခံတဲ့ချင်းကပ်မှုတွေများစွာထုတ်ဖော်နိုင်ခဲ့ကြပြီးလက်တွေ့အသုံးချနိုင်ခဲ့ကြပါတယ်အဲ့ဒါကြောင့်မလို့ပဲ nebula တွေ dinosaur တွေနဲ့စင်ကဲဖြစ်စဉ်ဆိုင်ရာဇီဝဗေဒပညာရပ်တွေကိုလူမှုရေးဘာသာရပ်တွေဖြစ်မှာဟုတ်ပဲလောကဓာတ်သိပ္ပံဘာသာရပ်တွေဖြစ်သတ်မှတ်နိုင်ခဲ့ကြပါတယ်အဲ့ဒီလိုပင်ကိုဆန်းစစ်လေ့လာခြင်းနည်းလမ်းတွေဟာလူ့ဘဝစည်းတွေအကြောင်းများစွာအသိမြင်တိုးပွားစေပါတယ်အဲ့ဒါကြောင့် dinosaur တွေအကြောင်းလေ့လာတဲ့လောကဓာတ်သိပ္ပံချင်းကပ်မှုတွေအတိုင်းသမိုင်းပညာရပ်ကိုလေ့လာဖို့အားထုတ်ကြည့်မယ်ဆိုရင်လက်ရှိလူ့ဘဝစည်းတွေလည်းအကျိုးကျေးဇူးများပြားစေမှာဖြစ်တယ်လို့အဲ့ဒီနည်းလမ်းတွေကိုသင်ကြားပို့ချပေးမယ်ဆိုရင်လည်းလက်ရှိလူ့ဘဝစည်းရဲ့အသိဉာဏ်ပညာတွေတိုးပွားလာမှာပဲဖြစ်ပါတယ်အဲ့ဒီလိုနဲ့ပဲအနာဂတ်လူ့ဘဝစည်းအတွက်တိုးတက်မှုတွေပုံဖော်လာနိုင်မယ်လို့ညွှန်လင့်မိပါတယ်ဘိုင်းကပြီးပါပြီညီကုန်းဆက်လက်ဖတ်ပြပေးရမယ်ခင်ဗျာညီကုန်းဒီစာအုပ်ထဲမှာဆိုရင်ယူရေရှားအထူးသဖြင့်ဥရောပသားတွေကကမ္ဘာကိုသိမ်းမဲ့သူတွေဘာလို့ဖြစ်ခဲ့ရတာလဲကျန်တဲ့ကမ္ဘာဒေသမှာနေထိုင်သူတွေကဥရောပနဲ့အာရှမသိမ်းမဲ့ခဲ့တာလေဆိုတဲ့အကြောင်းတရားတွေကိုဖွင့်ဆိုရှင်းပြဖို့အားထုတ်ထားပါတယ်အဓိကအကြောင်းရင်းကတော့မတော်တဆတိုက်ဆိုင်တဲ့ပထဝီဝင်တည်နေရာနေထားပါပဲဥရောပသားတို့ဟာကံအားလျော်စွာပဲအရှေ့နောက်ရှည်လျားတဲ့ဝင်ရိုးအတိုင်းယူရေရှားကုန်းမြေမှာနေထိုင်ခဲ့ကြပြီးဥရောပဟာမြေထဲပင်လယ်ရာသီဥတုကိုပိုင်ဆိုင်တာကြောင့်စိုက်ပျိုးရေးအတွက်အထူးပင်တင့်တော်လာပါတယ်အဲဒါကြောင့်စားနပ်ရိက္ခာတွေထုတ်လုပ်နိုင်ပြီးအကျိုးဆက်အားဖြင့်လူဦးရေတိုးပွားလာသလိုလူမှုအဖွဲ့အစည်းလည်းတည်ဆောက်နိုင်ခဲ့ကြပါတယ်အင်္ဂလိပ်နဲ့ပြင်သစ်တို့ဆိုရင်ဘရင့်နိုင်ငံတော်တွေတောင်တည်ထောင်နိုင်ခဲ့ကြပါတယ်နိုင်ငံတွင်းကလူဦးရေအကုန်လုံးကိုတင်ကြွေးထားနိုင်စေတဲ့လယ်သမားတွေပိုင်ဆိုင်ထားသလိုစားနပ်ရိက္ခာထုတ်လုပ်ရမှာအထောက်အပံ့ဖြစ်စေတဲ့လက်နက်ကရိယာတွေတီထွင်ဖန်တီးပေးမဲ့အသိပညာရှင်အတတ်ပညာရှင်တွေကိုလည်းမွေးထုတ်နိုင်ခဲ့ကြပါတယ်အဲ့ဒီတော့ရှင်ဘရင်မတော်ဟာတိုင်းနိုင်ငံအတွင်းကနိုင်ငံအရေးကိုအာရုံစိုက်ကင်တွင်နိုင်ခဲ့တယ်လို့နောက်ပိုင်းမှာနေမြေသစ်တွေရှာဖွေပြီးကိုလိုနီချဲ့ထွင်မှုပါအလေးထားဆောင်ရွက်နိုင်ခဲ့ကြပါတယ်စာရေးနည်းစနစ်နဲ့ကူးစက်ယောဂတွေဟာလည်းစိုက်ပျိုးမွေးမြူရေးရဲ့တွယ်ဝိုက်တဲ့အကျိုးတရားတွေဖြစ်ထွက်ပေါ်လာခဲ့ပါတယ်ညီကုန်းပြောရမယ်ဆိုရင်ကိုလိုနီချဲ့ထွင်ခဲ့တဲ့လူသားတွေကြောင့်မဟုတ်ပဲကိုလိုနီချဲ့ထွင်နိုင်စေတဲ့ပထဝီရေမြေအနေအထားတွေကြောင့်လို့ဆိုနိုင်ပါတယ်နယူးဂီနီဒေသခံတွေဟာဥရောပတိုက်သားတွေထက်ညံ့သွေးနေပါခြင်းမရှိပါဘူးသူတို့လည်းပဲသူတို့နည်းသူတို့ဟန်နဲ့ဘဝကိုရင်ဆိုင်ဖြတ်သန်းနေကြတာဖြစ်ပါတယ်သူတို့မှာဆက်လက်ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့သဘာဝရင်းမြစ်တွေပိုင်ဆိုင်မထားတာကြောင့်ရှီရင်ဆွဲအတိုင်းပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဥရောပဒေသရဲ့စိုက်ပျိုးရေးမျိုးစီတွေနဲ့မွေးမြူရေးတိရစ္ဆာန်တွေရောက်ရှိလာခဲ့ရမှာတော့သူတို့နယ်မြေတွေလည်းတိုးတက်ဖွံ့ဖြိုးလာခဲ့ကြပါတယ်သူတို့နယ်မြေဒေသမှာတင့်တော်တဲ့စိုက်ပျိုးသီးနှံတွေနဲ့မွေးမြူရေးတိရစ္ဆာန်တွေကတော့အကန့်အသတ်ရှိနေမှာအမှန်ပါပဲဒါပေမဲ့လည်းအဲ့လိုအားနည်းချက်တွေကြောင့်တော့တတိယနိုင်ငံတွေကိုလိုနီနိုင်ငံဟောင်းတွေအတွက်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသွားတယ်လို့မရှိစေသင့်တော့ပါဘူးကိုလိုနီစနစ်ကြောင့်နှမ်းဆိုင်ပြီးရေရှည်အကျိုးသက်ရောက်မှုတွေအဲ့ဒီနိုင်ငံတွေပေါ်ရှိခဲ့တယ်ဆိုပေမဲ့ဒါဟာအသက်ထွက်ပေါ်လာတဲ့နိုင်ငံတွေရဲ့ဆွဲလုံးလာအပေါ်မှာပဲတိုးတက်ခြင်းရှိမရှိဆိုတာမူတည်နေပါတယ်ဒီကနေ့ကမ္ဘာတစ်လွှားမှာဆိုရင်ကိုလိုနီနယ်ပယ်ချဲ့ထွင်ခြင်းဆိုတာလုံးဝပပျောက်သွားခဲ့ပြီလို့မဆိုနိုင်ပါဘူးစင်ကဲပြောင်းလဲသွားပြီးအသင်တရံအသစ်တွေနဲ့ဆက်လက်ပေါ်ထွက်နေစေဖြစ်ပါတယ်ကိုလိုနီအင်အားကြီးနိုင်ငံတွေဟာသူတို့ရဲ့ကိုလိုနီနိုင်ငံအဟောင်းတွေပေါ်ကိုအတိုင်းအတာမျိုးမျိုးနဲ့တက်ရောက်မှုရှိနေစေပါပဲနိုင်ငံရေးလူမှုအတိုင်းအဝိုင်းစီးပွားရေးနဲ့ယဉ်ကျေးမှုတွေမှာပါအဲ့ဒီတတိယနိုင်ငံတွေပေါ်ဩဇာရှိစေဖြစ်ပါတယ်ဒါပေမဲ့အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့တိုင်းနိုင်ငံတစ်ခုဖြစ်အမျိုးသားရေးလက္ခဏာတွေကိုမြင့်တင်ဖို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုခိုင်မြဲစေဖို့ရာကတော့ကိုလိုနီဟောင်းကနိုင်ငံသားတွေအပေါ်မှာပဲမူတည်လို့နေပါတယ်အချုပ်အနေနဲ့ဆိုရရင်အကန့်အသတ်လေးတွေဆိုတာဟာပထဝီဝင်နယ်မြေအနေထားအရတည်ရှိခြင်းတည်ရှိပါလိမ့်မယ်လူသားတို့ရဲ့အသက်ဝိညာဉ်မှာတော့မရှိတဲ့မရှိစကောင်းမှုမဟုတ်ပါလားပြီးပါပြီ
နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ